အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးလာရတော့လက်ကျန်လာရောင်စာအုပ်ကလေးရဲ့အပိုင်း၈ဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးကိုတက်ဆက်ဝင်ပေးဖို့ဆရာမပုံညာခင်ကိုမေးစားစွာပန်းဆောင်အပ်ပါတယ်ရှင်ညကြီးမင်းနဲ့သူကပြန်ခဲ့တော့တည်းရဲ့လန်ကူလန်မှာရံပြင်းနဲ့ဆောင်သည်စပိန်ကြီးမျက်နှာချင်းဆိုင်ဆိုတော့ညကြီးရောသူကစပိန်ပေါ်မှာဆင်းလိုက်ကြရင်ရံပြေခေသားမလို့လေအမကိုလာကြတာလေရောနားမကြပါနဲ့လို့ပြောထားတာကိုဒီကလေးနားမထောင်ပါလားကလေးဆိုရင်တော့မမပြောသမျှနားထောင်တာပေါ့ကလေးမဟုတ်လို့နားမထောင်တာလေမမပြန်လာခြင်းကိုလည်းကြည့်အောင်လေညနေပဲစောင်းနေပြီမတီစီမြဲပြန်နေကြပဲဘာဆန်းလို့လဲကျွန်တော်လဲကြိုချင်လို့ကြိုတာပဲဘာဆန်းလို့လဲရောမရောဘူးတုံးစစ်စစ်နဲ့စားနောင်လေးကြီးရံပြေကိုကြည့်ရင်ညချေးကရှင်မောမိပါသည်အဲ့ဒီနောက်တော့စပိန်20အတူရှင်နေရင်ပကံမြို့တစ်ပတ်သို့ပို့ဒီလာခဲ့ကြသည်အနောက်ခေါ်ဆိုရွာအလွန်လောက်မှာတမင်စာဖျားပတ်သွားသည့်လန်ကလေးနာကပြက်လာတော့ညချေးကရံပြေကိုလှမ်းကြည့်ရင်ရံပြေမမတို့ငယ်ငယ်တုန်းကရွာနီးနားပဲလျှောက်သွားပေးမယ်ဒီဖျားကိုမရောက်ဘူးနော်ဘယ်ဖျားလဲမမတမင်စွာဖျားလေဟုတ်တယ်မမကျွန်တော်တို့မရောက်ဘူးတမင်စွာဆိုတာဘာတိတ်ပဲလဲမမသိလားတမင်းဆိုတာကတော့အမငယ်ပေါ်အဓိပ္ပာယ်ရတာပဲကလန်တမင်းတို့ဘာလို့မောင်းလေးကြားဘူးတယ်မဟုတ်လားကြားဘူးတယ်မမအဓိပ္ပာယ်တော့မသိဘူးကလန်ဆိုတာကတမင်းအောက်တစ်စနစ်နဲ့ရွာလူကြီးအကြီးကြီးပေါ့တမင်းဆိုတာကအမတည်ခဲ့တဲ့ဖေရလားမမအဲ့ဒီလိုတော့ယူဆရတာပဲကြောက်စာထောက်တာမရှိတော့တခြားတော့ပြောလို့မရဘူးပေါ့တမိုင်းတွေကကြောက်စာထောက်တာရှိမှခိုင်းလုံးတာလားအေးပေါ့အထောက်အထားကြောက်စာမရှိပဲလက်စငန်းပြောလာကြတဲ့အစင်လာစကားတွေကတော့ဒဏ္ဍာရီဆန္ဒပေါ့ဒါပေမဲ့ဒဏ္ဍာရီထဲမှာပြစ်မှန်တစုံတစလဲပါကောင်းပါနိုင်တာပဲလေညကြီးကရံပြေကိုရှင်းပြရင်ကြောက်စာတွေအကြောင်းကိုစဉ်းစားမိသည်ကြောက်စာတွေကခိုင်လုံသည်ဟုတော့ဆိုသည်ထိုကြောက်စာတွေကတရားအလုံးအမှန်အတိုင်းရေးထုတ်ခဲ့တာဟုဘသူအမခံနိုင်သနည်းအရှိကပိုးရီကွန်ကညွန့်ကပိုကဲကမမှန်လေခန္ဓာကြည်စဲအောင်ရေးထုတ်ခဲ့ရင်ရောထိုတွေးမိတဲ့အခါတမိုင်းကိုတော့အာနာမိပါတယ်ဘယင်းပေါင်းကိုလည်းအာနာမိပါတယ်သို့တော့ဓာမိုးပြီးအုပ်ချုပ်သောခေတ်တွင်မင်းရနာအတိုင်းရေးထုတ်ရသည့်ကပီးများသည်အမှန်ကြီးတတ်မှဟုတ်ပါလေစာအမှန်ကြီးဆိုရင်တော့ပိုကဲကညုံတာလေးတွေများရောစုပါလိမ့်မလားဟုတွေးမိရသည်သို့တော့ဘလို့ပဲဖြစ်ဖြစ်ကြောက်စာဆိုတာကတော့တတိတကူတာဖြစ်သည်တတိတို့မိသည်အမှန်တရားကိုထွက်ဆိုသည့်တိုင်အနေအပါစကလုံးအတိတ်ပဲအတိတ်ဆောင်လေးတွေတော့ရှိတတ်ပေမည်ညကြီးရဲ့အတွေ့ကိုတော့ဇန်ပြေကိုဆက်မပြောပြဖြစ်တော့ပါပကံဖျားတွေအကြောင်းရပြေစိတ်ဝင်စားသည့်အတွက်ခြေနဲ့လာပြီးပကံမှာဝေးဖွားချင်းပြင်းသည့်ကိုင်းပကံဖျားတွေရဲ့တန်ဖိုးကိုမသိနားမလဲစိတ်ဝင်စားတတ်တဲ့လူငယ်တွေကိုတွေ့တိုင်းညကြီးကရှင်လေးသပင်းချခဲ့ရလို့ပဲမမဖျားတွေရဲ့နာမည်တွေမှာအတိတ်ပဲရှိလားဟင်ရှိလားပေါ့မောင်လေးရဲ့အာနန္ဒာဆိုရင်နှစ်သက်စရာလို့အတိတ်ပဲရတယ်နှစ်သက်တာဝမ်းမြောက်တာကျင်းတဲ့နှစ်လိုတာကိုပြောတာပေါ့ဒါဆိုရင်တပ်ပညုကကောသိစရာအလုံးကိုအကုန်သိမြင်တော်မူခြင်းလို့အတိတ်ပဲရတာပေါ့ဝါမမကတော်တယ်ဗျာနေပါဦးဗာမင်းရင်ကောင်းမလဲအော်သိပြီကျွန်တော်တို့ငငယ်တော့ငါသွားခဲ့ဘူးတဲ့ဆူနာမီဖျားလေဆူနာမီရဲ့အတိတ်ပဲကရောဆူနာမီဆိုတာမကိုင်းနေတကွာတော့ဥဆောင်ကိုပြောတာပေါ့မြတ်စွာဘုရားကတော့တောထွက်လာတော့အလုံးမတောင်ကမ်းမှာဒုက္ခနာကိုဘောကဆင်မြန်းထားတဲ့မကိုင်းနယ်ဆန်တော်ကိုပယ်ပြီးဘုရားဖြစ်မယ်ဆိုရင်မြေပေါ်သို့ပြန်မကျပဲတည်နေပါစေဘုရားမဖြစ်ရင်မြေပေါ်ပြန်ကျလာပါစေလို့အတိတ်ပြန်ဆုကောင်းလိုက်တော့ဆန်တော်နဲ့မကိုက်ကမြေပေါ်ကိုပြန်ကျမလာဘူးတဲ့မကိုင်းနယ်ဆန်တော်ကိုတကြားမင်းကယူပြီးလက်ပြမစေးလေးကျဲတဲ့ဘုရားရဲ့နာမည်ကလည်းဆုနာမဏိပဲတဲ့စကားတပြောနေပင်ညကျေးတို့၏စပိန်တွေကဓမ္မရာဇကဖျားပတ်သို့သွားသည်လမ်းကွေနာမှာဖြတ်၍လာခတ်ရံပြေကညကျေးကိုလက်ကြည့်ရင်မမအမိသေးလားဘာလဲဟင်ချောင်းကြီးပေါက်လေးလေဆူနာမီဖျားရဲ့ချောင်းကြီးပေါက်ကလေးကအလန့်ကြည့်တုန်းကဒီဓမ္မရာဇကဖျားကိုမြင်ရတယ်အဲ့ဒီတုန်းကဖျားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမမိတယ်လို့ရံပြေကိုပြန်ပို့ရတော့မည်ကိုသိလိုက်ရတဲ့ဖြင့်ခံစားရတော့ခံစားချက်ကိုလည်းကောင်းကောင်းမမိကြောင်းရံပြေကိုပြောမပြချင်ပါမမမမိပါတယ်ဒီလိုစပိန်ကိုစီနဲ့အတူသွားရတဲ့အခါငငယ်တုန်းကတ
သူနဲ့အတူကဏ္ဍရသည်အတူကောက်ခဲ့သည့်အချိန်ကလေးတွေနဲ့လက်ပါမွေအတူကောက်ခဲ့သောအချိန်တွေကိုရဆမီကြောင့်လည်းရှမ်းပြည်ကိုပြောပြခြင်းပါမိုးကြကနီးကရုံးမနေစာတွေဖူးသည့်အခါသူ့ကိုလန်းစွတ်မြေကြီးချခဲ့ရဘူးကြောင်းလည်းရှမ်းပြည်ကိုပြောပြခြင်းပါတန်ရောစဉ်ဆိုတာရှစ်ပတ်လောင်ဖွဲ့လုံးပြန်ရင်လဲတုံဆိုင်လေးလံတက်တယ်မဟုတ်လားရှမ်းပြည်ကိုညချေးရီတန်ရောစဉ်တွေနဲ့ရှစ်ပတ်ချင်အောင်ထားပြီးညချေးနာမှာအမြဲနေဖို့အတွက်တော့ညချေးရီစိတ်စေနာကခွင့်ပြုမိမဟုတ်ပါသူ့တောင်းလေးတမန်လာတာကိုတိတိလာရသည်နှင့်အမျှအဝေးကိုသာပြန်စေချင်ပါသည်သူလှလှပပပြန်နှံထုတ်သွားသည့်အခါညချေးကပီတိဖြင့်မျက်ရည်စက်တို့ကိုသိသိနိုင်ရမည်ဓမ္မရာဇကဖရာရဲ့ပကံလက်ရာကထိမပါဘူးပြန်ပြေးရဲ့အထုပ်ပဲပါတာလေပကံကိကထိမပါတဲ့လက်ရာတွေကိုအပိုင်းလူတွေကထိတွေတက်တင်ကြတာပေါ့ညချေးကရန်ပြေကိုလှမ်းပြောရင်းစပိန်ကိုခတ်တော့လေးနင်းလိုက်သည်နေဝင်သွားပြီလေအမောင်ကြီးအိမ်ကိုရောက်ချင်သည်ရန်ပြေကလည်းညချေးစပိန်ကိုပြီးအောင်မင်းလိုက်လာရင်ဒါဆိုလူတွေရဲ့တရားစိတ်ကလည်းမူရင်းလက်ရာတွေကိုပြည့်စည်ရရောက်တာပဲပေါ့နော်မမအဲ့ဒီလိုတော့မပြောရဲပါဘူးမောင်လေးရဲ့မမတို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံမဟုတ်လားလူတွေရဲ့ယုံကြည်စိတ်ကိုအပြစ်မပြောချင်ပါဘူးဒါပေမဲ့မမခံစားရတယ်မဟုတ်လားအာနန္ဒာဖျားမှာအစိမ့်စီတွေထုံးအောင်မှမိမ့်မိန်ရတယ်ဆိုပြီးမမပဲတပိတ်တော့ပြောခဲ့မှုလားလေနိုင်ငံစည်းပချီတွေကိုတော့နှမျိုးမိတာပေါ့ရင်ပြေရဲ့ညကြီးကလူတွေရဲ့ကြီးမှုအောက်တွင်ပျက်စီးမြုပ်ွယ်ခဲ့ရသောနိုင်ငံစည်းလက်ရများကိုမြင်အောင်ရင်းညှဉ်းမိပါသည်ဟောဒါနဲ့မမကျွန်တော်တင်ပြထားတဲ့အဖြူခွေလေးရှိသေးတယ်မဟုတ်လားအဖြူခွေရန်မြေကလှမ်းမိတော့ညကြီးကသူ့ဘာပြောလဲဆိုတာကိုချက်ချင်းစဉ်းစားလို့မရဝါနဲ့နှီးကွေထားတဲ့အဖြူခွေလေးမမအသက်ငယ်ငယ်လေးနဲ့မိတ်တက်နေပြီလားရွှန်းလက်ကောက်လို့ဖို့ကျွန်တော်ပထမဆုံးစလုပ်ခဲ့တဲ့အဖြူခွေသူပြောမှတတိယကညကြီးကရှဲလိုက်ရင်မင်းကဥမတေးနူလာမိတာကိုရန်ပြေရဲ့ဘယ်နှစ်တောင်ရှိပြီလဲ9နှစ်ပဲရှိပါသေးတယ်ဟဲ့9နှစ်ဆိုတာနဲလားမင်းနောင်ကလေးဘွားနဲ့လူကြီးဖြစ်လာပြီလေမင်းရုံးလို့တက်တာပဲကြားနေပြီဒီကြားထဲဘာမှတော့အိပ်ပျော်နေတယ်ရုံးခွဲတာတကြမလွတ်တတ်သေးလို့ပါဗျာအခုလွတ်တက်ပြီလားလွတ်တက်ပြီကျွန်တော်မမအတွက်လက်ကောက်ကိုအစအဆုံးတကြကိုယ်တိုင်လုပ်ပေးခြင်းလို့အချိန်ဆောင်နေတာပါအခုစလုပ်လို့ရပါပြီအေးပါဟုတ်ပါပြီမမလည်းမင်းသိမ်းခိုင်းထားကြတဲ့ကတခြားထုတ်ပြီးသိမ်းထားပါတယ်မနေ့ပြန်ပြီးမယ်နော်ဟုတ်ပြီလားကဲတွတ်တွတ်လေးနေအောင်ဟဲ့မိုးချုပ်ကနေပြီကျွန်တော်ကတော့ပါတယ်မမသာအိပဲနင်းနေတာအောင်မအိပဲပါဘူးငါတကယ်နင်းမိကတောင်းနေနိုင်သေးတယ်ဒါဆိုပြန်နင်းမလားဟုတ်ပြန်စီရလားခလင်းဟုတ်တန်ရဟုတ်နာကြီးကရေမောရင်စပိန်ကိုတွတ်တွတ်ဆက်နင်းလာခဲ့လေသည်မောင်ရင်ပြိုးစာပကံမြတ်တဲ့အင်္ဂွေရဲ့ပြန်ရောက်တော့အိမ်ဝမှာပင်ရင်းနေဆုံးရသည်ရှင်းမျက်နှာမကောင်းတာကိုညကြီးကသတိပြုမိသွားကဒီမလေးရင်မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲနေမကောင်းဘူးလားဘာမှမဖြစ်ပါဘူးမမရှင်းအတန်းကတမျိုးတမီမကြီးမလင်းရှိသည်ညကြီးအခန်းထဲကိုဝင်လာတော့ရှင်းပါလိုက်ဝင်လာသည်ညကြီးကလွယ်လာသည့်အိတ်ကိုဂရင်းပေါ်မှာချလိုက်ရင်ရှင်တမစားပြပြီလားအမေတော်ရင်းချက်တက်တဲ့မြေပဲတော့လော်တွေထည့်ပေးလိုက်သေးတယ်ရေစားခြင်းမမကိုရင်ပြီးကျူလာတာလားချင်းကညကြီးစကားကိုဖျက်၍မေးလိုက်တဲ့ဖြင့်ညကြီးစိတ်ထဲမှာနည်းနည်းထူးဆန်းသည်ကိုထင်လိုက်မိသည်ဟုတ်တယ်ရင်ဒီကလေးကမကြိုပါနဲ့လို့ဘယ်လောက်ပြောမရပါဘူးရှင်ကအတန်ထွက်၍ပြုံးလိုက်သည်ရှင်ပြုံးကလည်းတမျိုးပါပဲမမကလည်းရှင်ဖြစ်ကုန်များကလေးနဲ့ရှင်ပြေကကလေးမဟုတ်တော့ပါဘူးမမရဲ့လူပြဖြစ်နေပြီအမတမဲကြည့်ရင်မမနဲ့ရွယ်လူတော့ထင်နေရပြီမမမျက်စိရောက်ရင်ကြီးလာတဲ့ကလေးဆိုတော့လေတစ်ခါအကျင့်ပါပဲဒီကောင်လေးဒီကလေးနဲ့ခုံးမိသွားတာပါရင်မမတို့မြောက်ကသိရင်နေရပဲနော်မမကသူ့ကိုဆိုရှစ်တတောင်းရင်းနေတယ်လို့ပဲသူ့မှာတခြားအကူစရာလည်းမရှိတော့မမကိုပဲတွေ့ထားရှာတယ်လေမမမှလည်းမောင်လေးမရှိတော့သူ့ကိုပဲမောင်လေးအမှန်နဲ့ချစ်နေရတာပဲချစ်တယ်ဟေးချစ်တာပေါ့ရှင်ကိုချစ်တယ်လို့မျိုးပဲသူ့ကိုလည်းချစ်တာပေါ့ရှင်ကိုချစ်တာတက်တောင်ပုံနေသလားလို့ပါဒီကောင်မလေးမဟုတ်တာတွေပြောရမယ်အတူတူပဲချစ်ပါတယ်ရင်ရဲ့ရှင်နဲ့ရင်ပြေကမမရဲ့မောင်လေးနဲ့ညီမလေးပေါ့ညသေးကရှင်းတောင်းလေးကိုလက်ဖြင့်ဖွားဖွားအုပ်ရင်းကျုံးကပြောလိုက်သည်အဲ့ဒီညကငါကျေးကိုယဉ်ကျေးသည့်အကြည့်တွေကအနှဲငယ်စိတ်သက်လျက်ရှိလေသည်ပထမတစ်ချိန်သစီတစ်ထက်တုတ်ခါသည်အဖြူပေကိုနေရကန်းထဲသို့လာခဲ့တဲ့နေ့တွင်
ဒီမြေသားရဲ့တရောင်းတနေရာတွင်ပြည့်ရင်ကိုကျွေးခဲ့ရသည့်မိကိုရှံ့ပြေတတိယလေသည်မြောက်ခန်းထဲသို့ဖွင့်၍မဝင်လာသည့်တခဏမှာအပျော်စိမ့်နှင့်အားငယ်စိတ်တို့ရုံနှောလျက်ဆက်ကြီးတငင်းကိုတွေးခဲ့ပူသည့်ကလေးတစ်ယောက်ကိုပြန်နေအောင်လာမိသည်ကလေးဘွားလုံးကတော့ဤမြေသားခန်းထဲသို့ရွံ့လေသည်အထုတ်အသွင်းလုပ်ရသည့်တောင်းဝင်ကိုသူကယူရသည်မြေသားခန်းသည်ဘိုးရ၌သူ့လိုလိုထွက်သည့်ငင်းဝင်းများဖြင့်ဂျွန်းတို့ကိုတွေ့ချောက်စေတတ်တော်လဲမေခါမှာတော့မြေသားခန်းတစ်ဝိုက်ရှိမြေကြီးကိုရှေးလောင်းရဲ့မြင်မြပြန်အောင်လုပ်ရသည်ရှေးလောင်းသည့်တောင်းဝင်မှလည်းသူ့တာဝန်ဖြစ်ခဲ့ပါသည်ဤမြေသားခန်းတစ်ဝိုက်တွင်ရှေးလောင်းနေသည့်ကလေးတစ်ယောက်ကိုလည်းပြန်မြင်ရမိပါသည်ရုံးတက်ကိုတက်ခဲ့ရတော့လဲတကယ်တမ်းသူ့ဝါသနာပါတာကတော့ဒီလုံးမဟုတ်ခဲ့ပါမမနာဝနေခွင့်ရရင်ကြာရအလုပ်ကိုကြိုးစားလို့ရင်ပကံတစ်ဝိုက်မှာတွားလာရင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေတွေ့သည့်အခါရက်ကြည်ငင်းမအားကြခဲ့ရင်တနေ့တော့အခါမှာတော့ဒီလိုအဆောက်အအုံတွေကိုကိုယ်တိုင်ဆောက်လုပ်နိုင်သူအဖြစ်စိတ်ကူးရင်ခဲ့ပူပါသည်ရှမ်းပြည်ပြည်မြေရောက်ခန်းတောင်းကစင်တကူပေါ်မှာရုံးလက်ကောက်ကိုထားခဲ့ပြီးနောက်မြေရောက်ခန်းတကားကိုပိတ်ရက်အုပ်ပလီကားတွေကိုနင်းကအပေါ်သို့ပြန်ထက်လာခဲ့သည်မြေရောက်ခန်းဝန်စင်မှာတော့လက်ရောင်ဖျားလျက်ရှိလေသည်သူကသူထိုင်နေကြခြံတော့မကြီးပင်အောက်ကကုပ္ပစီတို့ရောက်လာခဲ့သည်လာတာဒီညတော်တော်များများမှာဒီပင်ကြီးအောက်ကိုသူရောက်လာလေရှိသည်ငယ်တုန်းကတော့သူဒီမှာထိုင်နေသည့်အခါမမရောက်လာပြီးသူနဲ့အတူထိုင်၍စကားပြောလေရှိသည်မမကစော်ပြန်မေးရင်တော့သူကဆက်ရည်ပြရသည်မမနဲ့အတူထိုင်၍စကားပြောရတိုင်းအားငယ်စိတ်တို့ပြတ်ဆုံးရမျိုးဖြစ်သည်သူကြီးပြင်းလာတဲ့အခါမှာတော့မမကရန်ရန်ကမှသာသူ့ငါးတို့ရောက်လာတတ်တော်သည်မင်းညာဒီမှာလဲအင်းလာလေးမရှိများနဲ့အတူဒီကုပ္ပစီပေါ်မှာဝိုင်းပဲစကားပြောရရင်တော့သူပြောရွှင်ရသည်မမကရှင်လေးချက်နဲ့လက်ဖက်တော့အုံထင်းရဲ့စီးချင်းရဲ့တွေးကိုရှာ၍ခဲ့ခံသည်လူကြီးကျချင်းစကားစမြင်ပြောဆိုနေကြခြင်းတွင်သူကဇံတောင်ပေါ်တော်နောင်နှင့်အနားမှာထိုင်ရာမမစားပေးသည့်တွန်းရက်နှင့်လက်ဖက်တို့ကိုနှိုက်နဲ့စားရင်မမနာမှာကပ်နေခွင့်ရသည်လက်ဖက်ခဏခဏဖြစ်ပေးရလင်တော့မမကသူ့ကိုမဆောင်ရွက်တတ်သည်ကြံပြည်သည်ကိုဖြစ်ပေါ်မှာထိုင်ရင်သူ့ဘဝခရီးအတွက်စဉ်းစားနေလိုက်မိသည်ဆရန်အောင်ရင်သူပါလို့ရမလဲဒေါ်လေးတို့ကလည်းသူ့ဘဝကိုဘယ်လိုဆုံးဖြတ်ပေးမလဲသူကျောင်းဆက်တက်ခွင့်ရမှာလားတက်ရင်ရောပြပစံနဲ့တက်ရမလဲကိးလိုက်တိုင်းအဖေရှောင်လဲရချေကိုပြောချင်မှုပြေဝရှိတာကတော့သူဒီနေ့ဆယ်တန်းကိုထိုးကျန်စွာအောင်မြင်ဖို့ဆိုတာပဲ။ရှမ်းပြည်အနောက်ဘက်စီမှာခင်လေးရင်ခေါ်တန်းကြောင့်သူ့ပေးဆောင်တက်သွားသည်။သူ့လက်ရှိလိုက်တော့လိုက်ရင်နင်းပြအောက်တွင်ရှင်းကိုတွေ့ရသည်။ရှင်းကသူ့ပေးနာမလန်းမကန်းမှဝန်ထိုင်လိုက်ရင်မမအိတ်သေးဘူးလားရင်ပြေ။အေးမအိတ်ချင်သေးလို့ဘာတွေစဉ်းစားနေတာလဲ။ဒီလိုပါပဲဆယ်တန်းအောင်ရင်ဘာလို့ရင်ကောင်းမလဲလို့စဉ်းစားနေတာ။ငါကတော့ရန်ကုန်မှာကျောင်းသွားတက်မှာရန်ကုန်မှာမေတို့ဝယ်ထားတဲ့တိုက်ခန်းလေးရှိတယ်။ငါကဘာသာစကားတစ်ခုတင်ပြီးရင်ဟိုတယ်နဲ့ခီးကွာလုပ်ငန်းမှာလုပ်မှာရန်ပြေကအတက်တရောပြောနေတော့ခင်လေးရင်ကိုငေးချင်နေမိသည်ရှင်ကတော့သူ့ဘဝကိုသူ့ပိုင်သူမှုလုပ်ချင်ရလုပ်ခွင့်ရှိသည်ပေါ့နင်ကဒီမှာပဲဒီလုပ်ငန်းကိုဦးစီးပြီးအဝတ်တင်တက်လို့ရတာပဲငါကဒီမှာဟိုတယ်နဲ့ခီးကွာလုပ်ငန်းပြန်လာလုပ်ရင်နင်ကအလုပ်မှာမနေ့ကလာလို့ရှင်လို့ပေါ့ရန်ပြေကမောင်ရိတ်ကတို့ခေါင်းငုံရက်ကပြုံးမိပါသည်ရှင်ဟာသူ့ဘောရင်းနှီးရောဝင်ပျော့ပြောင်းလာသည့်တိုင်အတွင်းစိတ်ကလေးကသူ့ကိုနှိမ့်ချသည့်စိတ်ကိုတော့မဖြောက်ပြတ်နိုင်သေးပုံနှစ်ယောက်စလုံးစကားမဆက်နိုင်ပဲတိတ်ဆိတ်သွားကြသည်မကြီးရွယ်သေးကိုလေတို့တန်တက်တက်ကြားရသည်မမအခန်းရှိရာအိမ်ဘက်သို့လှမ်းဆင်းပြီးတော့မေးရောက်လို့မြင်ရဟဲ့ပြီးတင်ပါရဲ့နင်မနေ့ကမမကိုတွားကြတာလားအေးနင်ကလည်းတိတ်ပူလွန်တာပဲဘာလို့လဲမမအတွက်ဆိုအပေါ်လေးလုံးလုံးလို့ပါနင်တော့မကြိုးလဲမမကသူ့ဘာသာပြန်လာနေကြပဲမမကိုစင်မရှာရင်သူ့ရင်ရောက်လေးတွေအပေါ်လေးလိုက်ပုံမှာပေါ့မသွားကြွချင်လို့ကြိုးတာလေဘာဖြစ်လို့လဲသူပြန်ပြီးတော့ရင်းကတိတ်ဆိတ်သွားသည်ပြီးမှသူကတစ်ဆက်ညက်ကြည့်ရင်မမကိုတက်ချစ်တာပဲလားရပြီချစ်တာပေါ့ဟာရန်ပြေကဖြတ်တက်ပင်ဖြေလိုက်သည်သူ့ပေါ်ကြည့်တော့ရင့်ကြီးတွေကဆုပ်လက်လာသည်ဘယ်လိုမျိုးချစ်တာလဲရှင်းမေကုန်းကသူ့ကိုတွေးဝေနှုတ်ဆက်သွားစေသည်ဘယ်လိုမျိုးချစ်တာလဲဘယ်လိုမျိုးချစ်တာလဲဒီမေကုန်းကရုတ်တရက်စမ်းတစ်ချက်ဝင်ရောက်လာသည်သူ့ကိုသူပြန်မိမိသည်သူမဖြစ်နိုင်ပါအမလိုပေါ့
ဖះကြီးဘာဖြစ်လို့မြန်သူ့တန်းဟာတွတ်တိတ်တုံခါနေရပါလေသူရုတ်တရက်ဘာဖြစ်သွားပါလဲချန်ပီသည်အတွေးတွေရောက်ရက်ခလာကကိုကိုပေါ်ပြည့်စုံသူတယောက်လိုခံစားရလေချွေးတွေဆွတ်ထွက်လာပါသည်ရှင်ကအတန်ထွက်ရပြုံးပြီးရှင်ပါကြောင့်ဒီလိုပြုံးလာပါလေဒါပေါ့အမလိုပဲချက်ရမှာပေါ့ငါမနဲ့တဲ့အသက်အများကြီးကြီးတဲ့ပြည့်ကျေးဇူးရှင်ပဲဟာရှင်ကထိုစကားကိုပြောပြီးတုံနာကထထသွားခဲ့သည်လွင်ညလေးကမြင်းသက်နေသောမကြီးရွက်လေးကိုရှဲတဲ့နဲ့ပုတ်ပြသွားစေသည်လာရောင်သည်တစ်ချက်လုံးကိုဝန်းပါစွာဖြန့်ကျက်လျက်ရှိသည်သူလာကိုမော်ချီလိုက်မိတော့အမရဲ့အပြုံးမျက်နှာကိုရိုးရိုးရဲရဲနေမိတယ်လို့ရှိသည်ထိုညကသူအိတ်မပြောခဲ့ချင်ရန်ပြေဘဝ၌အပျော်ဆုံးနေ့တစ်နေ့ကိုပြောပါဆိုရင်အမနဲ့အတူကျုပ်တီလေးတို့သွားခဲ့တဲ့နေ့ကအတွေ့အကြုံကိုအားရပါရပြန်ပြောပြရမည်ဖြစ်သည်ခုနေ့ကလောကနာနာနေစိတ်မှာအေရာရီမြစ်ကိုပြီးပြင်ကူကတစ်ဖက်ကန်းသို့သွားခဲ့ကြသည်နေကန်ကငါတော့စစ်တောင်ရင်းများကိုတွညတခေါ်တွေ့ရသည်ပြောင်းရင်းများသည်ကောင်းရင်းများအောက်တွင်လက်စစ်တဆုံရှိသည်မမကခမိန်ကလေးကတူတူဝက်ကပြောင်းရင်းတွေကိုဖြတ်၍ရှောက်လာရင်တပိတက်တော့ပြောလာသည်ဒီကလေးရလေငါ့ကိုလှုပ်လျှော့အမြဲလုပ်တယ်မအားပါဘူးပြောလဲစွတ်ခေါ်လာတာပဲညရွာဘလောက်လာလို့ဒီလောက်ကြွားချင်နေရတာလေအိုဗျာဟိုရောက်ရင်မမတွေ့မှာပေါ့မမရွာတက်ဆိုင်ကန်းဆိုပြသေးတာပဲပတ်နေရလဲပေါ်သေးအောင်မနေရငါရွာကိုနှင်နေတာလားမင်းရွာမှာငါရွာလိုမျိုးဖျားစေတီပထိုးတွေပေါ်တလားပြောဒေတောင်ကမျိုးကမျိုးရောရှိသလားပြောအိုပေါ်တန်ကြီးဆိုတာမျက်စိတစုံမမတို့စီကလို့ကန်နာရှိပြီးရေမရှိတဲ့ကမျိုးမဟုတ်ဘူးအိုးခုရှိလေအရင်ကရှိခဲ့တာပဲငါရွာကဟိုးပကံခိကတဲ့ကရှိခဲ့တဲ့ရွာတမိုင်းရှိခဲ့တဲ့ရွာမင်းရွာကဘာတမိုင်းရှိလဲပြောတမိုင်းရှိမရှိပထဝီရှိရင်ရွာတက်တာပဲဗျာကျန်ပြီးကနိုင်ရရင်ပြီးရောလွှတ်ချလိုက်တာကြောင့်မမကရေရီကလေးဆူလာတဲ့အထိအာရပါရရင်မောလိုက်လေသည်မမတလောက်ဟဟပပရင်မောတာမျိုးမတွေ့ဘူးတစ်ဖြစ်သူငင်းမောပြီးသွားသည်ညရွန်းတဲ့ချန်ကြီးထဲမှာတော့မမကအင်းညင်တက်သွားပဲမေးလေးရှိသည်ခြံထဲမှာမမရေတန်းကိုကြဲကြဲမကြားခဲ့ရဘူးချေဒါပေမဲ့မင်းပထဝီကရေတိုက်ဆိုင်ရဲ့ပြက်နိုင်သေးတာပဲဆိုမမကရေတန်းတဝက်တပြက်နဲ့ခြေပလိုက်ပြန်တော့သူကရင်မောရရင်ပြက်မပြက်မမတို့ပထဝီလိုရင်းနဲ့မဝေးတော့ပူကျွတ်သွေးချောင်းမနေဘူးပေါ့ဗျာ။ဟုတ်မနိုင်အောင်ခြေပလိုက်မိလေတယ်။မမကတော့ရင်မုံမဆုံးရှိသည်။အေရာရီမြစ်ကြီးအခြားခံထားရသည့်ရွာနေရွာကကြွေရချမ်းသာဝေပွားလွန်သည်။မမနဲ့သူကြားကောခါရနှစ်များချမ်းသာခံထားရပါလေ။မမနဲ့သူပြောင်းရင်းတွေကိုလွန်မြောက်အောင်ရှောက်လာခဲ့ကြပြီးနောက်ဒီတခုခုကင်နေသောကုန်းမြင့်ကျဲကိုရောက်လာခဲ့ကြသည်။ပတ်ဝန်းကျင်တွင်ချက်တုံးကြီးများသာရှိသဖြင့်နေဝင်းကရှင်ဝင်းကလှတော့ကောင်းငင်ပြားကိုမျက်စိတစုံမြင်ရလေသည်မမဒီမြစ်နောက်ပကံကနေပကံကိုနောက်ပြန်လက်ချဖို့တလားဟဲ့ခေါင်းခါတော့သူကမြစ်ကိုကြောက်ခိုင်း၍ရွာဘက်စီတို့ဥတလာနေသည့်ချောက်ကလေးတွေတန်ကနောက်သို့ရပ်လိုက်လေသည်မမဒီလိုလက်နေပြန်ကြည့်လိုက်လေမမကလည်းသူ့ရဲ့တလူပြန်လဲရကြည့်သည်ထို့နောက်အေယာရဲ့ပကံကပကံမျိုးကြီးစီနှစ်ယောက်အတူရက်တန်ငိမ့်မုံမိကြလေသည်အင်းမြင်ဝင်းသည်ညကြီးအတွက်တော့အစမ်းတကျရှိရလေသည်ပကံ၏တခြားတစ်ဖက်မှပကံကိုပြန်မြင်ရသောမြင်ကွင်းပကံ၏ပြင်ပပကနေပကံကိုမြင်ရသောမြင်ကွင်းအေယာရီချားသည့်အိုးတစ်ဖက်တွင်လောကနနာဖျားနှင့်ဘင်းမဲ့တောင်၏အစုံကိုမြင်ရသည်ပြီးတော့တီရီရွာတီရီပစ္စယမှအင်္ဂလိပ်များအိုးဝေးကပြတဲ့စအောင်တစုံတစအိမ်တော်နိုင်ငံအေကေဟာတစုံတစဒီကမှထုံငင်ဝင်းတင်ခလာမှုနဲ့တဘာဝတရားတို့ကိုပေါင်းစပ်ပွဲတိကြတဲ့ကဲ့သို့ရှိသည်အေယာရီတင်လောကနနာဝန်းကျင်တွင်ရောက်မှတောင်သို့စီစဉ်တော်လဲပကုတ်ကူပတ်မှဂူပိယာနာထိတော့ရှေးမှအနောက်သို့စီစဉ်ခဲ့လေသည်ညကျေးသည်ပကံမျိုးစင်ကြီးမျောရင်းဒနာရီနှင့်အမှန်တရားတို့ရောတွေ့ရှိနေသည့်ပကံသမိုင်းရာဇဝင်အပိုင်းစားတို့ကိုဖြက်ခနဲတရိယာသည်နိုင်ရင်စီရင်ညာဘလူးပန်းဆွဲများစင့်ကွက်များဥစ္စာများနှင့်ကတုကားလက်ရာတွေကိုပြပိုက်ထားသည့်ပကံငယ်စဉ်ကပင်ချင်းထိလာခဲ့သည့်ဤပကံကိုအပေါ်စီးမှပထမအဦးဆုံးကြည့်ခဲ့ရတော့ကလည်းညကျင်းသားမှရှင်ပြီးရှိခဲ့သည်အခုပကံ၏တခြားဘက်ကနေပကံကိုကြည့်တော့လဲဇန်ပြေကညကျင်းတစ်ပင်မှရှိခဲ့လေသည်ဘယ်ချိန်ထွက်ပေါ်သွားမည်ဆိုတော့မသိသည့်တိုင်အနားနာအတူရှိသည့်အချိန်တိုင်းကိုတော့ညကြီးကတန်ဖိုးထားရပါသည်မတွေ့လား
ဒီကကြည့်ရတာတမျိုးလာရဲ့နော်အင်းဘာမှမျက်စိမိတ်လိုက်ညာကြီးကရမ်းမြေကိုမျက်ခုံးပင့်ကြည့်လိုက်မိသည်မျက်စိမိတ်လိုက်မမျက်စိမိတ်ပြီးနားထောင်ကြည့်ရမ်းကြီးကသူ့မျက်လုံးလေးကိုမိတ်ထားရင်ညာကြီးကိုလည်းပြောတာမို့ညာကြီးလည်းသူ့လိုပင်မျက်လုံးလေးမိတ်ထားလိုက်မိလေသည်ပုံဝန်းကျင်သည်အလုံးပင်စိတ်ညစ်လျက်ရှိပါသည်ဒေကြခယူဆိုင်၍နားထောင်ခြင်းပြီးတော့ကြောင်းရွက်တွေကိုလေတို့တန်တစ်ဖြက်ဖြက်ခါနေသည်ပြန်ပြူသောမျက်စိတစုံကွမြင့်ညဲတွင်ရက်တန်နေရသည့်လွတ်လပ်ပေါ်ပါမျောလင်းသည့်အရာကိုလည်းခံစားရလာသည်အရေးပြားပေါ်ကဝင်းကြီးကလေးတွေကိုလေတိုးထင်နေသည့်အထီးတွေကိုလည်းတိတ်မှတ်ရလေသည်ညာကျေးသည်မျက်လုံးပိတ်ထားရင်းကပင်လေးတောင်ကြံပြီးတွင်ကလေးတယောက်၏မျက်လုံးတွေကိုလက်နှင်ပိတ်ပြီးရေပေါ်ရှံတာယာစီပင်ခဲ့မှုသည့်ပကံအကြောင်းကိုပြောတာမိမိလားဟုမေးခဲ့သည့်အဖြစ်ကိုသတိရမိလာလေသည်အဲ့ဒီတော့ကလေးကကြိုးစားစွာပင်ပြောခဲ့သည်မမြင်ဘူးမမတဲ့မမထံမှအတန်ထွက်ရပြုံးလဲတန်းကြောင့်ရံပြေကနှလုံးဖွင့်ပြီးမမကိုကြည့်မိသည်မမဘာလို့ပြုံးလာလဲဘာမှမဟုတ်ပါဘူးမမကလည်းနှလုံးဖွင့်လိုက်ပြီးပြုံးတုံနဲ့ခေါင်းခါသည်မမတခုခုတော့တခုခုပါမမပြုံးလာတခုတော့ရှိမှာပါတခုခုတင်ပြီးလို့ပြုံးလာမဟုတ်ဘူးလားမဟုတ်ပါဘူးဟဲ့ဒီတိုင်းရက်နေတာသဘောကျလို့ပြုံးလာကဲသွားကြမယ်အပြန်မိုးချုံနေအောင်မယ်မမကဆေးရသွားနေတော့ကြောင့်သူကမမကိုမိအောင်လိုက်လာရသည်ပြီးတော့မမနဲ့အတူရှင်တွဲ၍ရှောက်ရင်းစကားတွေပြောလာခဲ့သည်မမကရှေ့လာလျှောက်သွားရင်သူကနောက်မှလိုက်လာရင်းစကားတွေပြောလာသည်မမကနောက်ရောက်သွားရင်လည်းမမကိုလှက်တချီချီဖြင့်စကားတွေပြောလာသည်ကြာတော့မမခမမိုင်းနေတာပုံရလေသည်ရံပြေငါမင်းစာမောလိုက်တာဟဲ့ဖိပြောပါဟဲ့မမကလည်းနားလည်ပေးမှာပေါ့အဲ့လိုတော့ကောင်းနားလည်ပေးရမှာရောကျွန်တော်မှပြောရမယ်သူဆိုလို့မမပဲရှိတာအိမ်မှာဆိုလဲတမအရေးကဲကြည့်နေရတော့ပြောချင်တိုင်းမှာပြောလို့မရတာပြောခွင့်ရတော့လေးပြောရတာနားလည်ပေးမှာပေါ့အော်အေးပါကျွန်တော်ကလေပြောပါအောင်ခုံးလူရဲ့အများကြီးနဲ့အမှားပြကြွားလိုက်တာဟဲ့မမမယုံဘူးလားယုံပါတယ်မင်းကဆယ်တန်းအောင်ပြီးရင်ဘာလုပ်ချင်တာလဲအင်ဂျင်နီယာလုပ်ချင်တာကျွန်တော်အင်ဂျင်နီယာဖြစ်ရင်မမအတွက်အိမ်ငှက်ကလေးတစ်လုံးစောက်ပေးမယ်မမရဲ့အခန်းတကားမှာတက်ဖို့ကျွန်းတကားကိုကျွန်တော်ကိုယ်တိုင်လုပ်ပေးမယ်ခြံထဲမှာမမကြိုက်တဲ့ပန်းတွေအများကြီးစိုက်ပေးမယ်စိတ်ကူးရင်လိုက်တာဟဲ့စိတ်ကူးရင်မဟုတ်ဘူးတကယ်ဖြစ်အောင်လုပ်မှာမမမယုံရင်စောက်ပေးလိုက်ညချေသည်ပြောလင်းချက်များနဲ့တကြွနေသောရန်ပြစ်စကားတွေပေါ်လာထောင်ရင်သူဖြစ်စင်သားဖြစ်ဖို့ဘလို့ကူညီရပါဟုတွေးလာသည်အင်ဂျင်နီယာဖြစ်ဖို့ဆိုတာကလည်းကျောင်းတော်တက်မှဖြစ်မှာမဟုတ်လားရန်ပြစ်သောကျောင်းတက်ခွင့်ရရင်ထိုးချုံသူတရားဖြစ်လာမည်ဟုညချေယုံသည်စူနာမနီဖျားပေါ်ကနေမြရသည့်ပကံပြတိုက်ကိုလှမ်းကြည့်ရင်အဲ့ဒီလိုမျိုးလေးစောက်ချင်ခဲ့တာဟုပြောခဲ့သည့်ကလေးတယောက်ကိုညချေပြန်ပေးပါရန်ပြစ်ကကြားပြင်းသောကောင်းကင်ကိုမောကြည့်လိုက်ရင်မကျွန်တော်ဘွက်ညာမိုးကြနောက်ကြရဲ့နော်အရင်ပူတဲ့အချိန်ဆိုမိုးလေးများရွာချလိုက်ကောင်းပါပဲလို့တွင်ပြီးတယ်ဘင်္ဂလားပင်လယ်အော်မှာအုံနိုင်စင်တော့အမတို့ညာကမိုးစော့တတ်ပါတယ်အုံနိုင်စင်ကောင်းပါပဲနော်အဲ့လိုမတွေ့ရဘူးလေမောင်လေးရဲ့ဘာဖြစ်လို့လဲမမကိုကောင်းတာတွေရဖို့တများမှမကောင်းတာတွေကစိတ်ဆိုတဲ့စိတ်တမ်းမျိုးမထားရဘူးလေရင်ဖြစ်မမတို့စီမံတာမိုးတွေရွာပြီးအင်းမြတော့ပြင်မဲ့မုံတိုင်းတန်ခံရတဲ့ဒေသကလူတွေကတော့ဒုက္ခရောက်ရတယ်မဟုတ်လားတမန်မရဲ့မမတွေးတယ်လို့ကျွန်တော်မတွေးရမိဘူးမမနဲ့သူစကားတပြောပြောနဲ့ရှောက်လာကြရင်တပြေးပြေးရွာနဲ့နေလာတယ်အနက်စောစောပြီး၍နေကတော့တိတ်မပူလာသေးပြီမမရောက်တော့မေးပြဟိုရှိမှနေရတာကျွန်တော်တို့ရွာပဲရန်ပြေကရှင်းလမ်းမှာလိုက်မြင်နေရသည့်တစ်ပင်အိုးစုကလေးတွေကိုမညူးငယ်ပြောလိုက်ပါပြီမကြောင်လေတစ်ပင်တွေအကိုင်းကြီးရှက်နေသည့်ရွာဝင်လန်းကိုဖျက်လာခဲ့ကြသည်တူဦးလေးတို့ခြံထဲရောက်တော့ခြံထဲမှာစိုက်ထားသည့်နေစီတွေကိုကြည့်ရင်မမကစမ်းမြင်နေပုံရသည်စိတ်များဆူဆူတော့လဲဘာမှအထွေထူးပြပြမရှိလာသည့်သူရွာကလေးကိုပြက်ပက်ပြရင်တိတ်ကိုလှပတဲ့အောင်တကန်းတနာဖွင့်နေပြောပြနေသည့်သူစကားတွေကိုမမကတုံဖြင့်နားထောင်ပေးခဲ့သည်ကြွားကပြန်ငန်းနေတော့မမကသူ့ကိုမေးသည်စင်ပြေမင်းပြောတဲ့မျက်စိတုံးကန်ကြီးဆိုတာကမတော့ဟိုမှလေးမမသူကပြုံးစစ်စစ်တဲ့အိုးဝေးကြီးကအေးရင်းဘက်ကိုညွှန်ပြလိုက်လေသည်ဓမ္မတော့အမြင်မလားအိုးပါလေမမရဲ့မျက်စိတုံးရေလေးချီပဲနဲလိုက်ကန်ကြီးလားသူပြုံးစစ်စစ်ချက်ပြောတော့မှမမကသဘောပေါက်သွားကရှင်မွန်းလိုက်လေသည်
အပြန်မှာတော့ဈေးကရောင်ပြောင်းဝင်းနေသောပြောင်းရင်းများကြောင့်မှဖြစ်၍ပြန်ခဲ့ရသည်။အေယာရီညစ်ကိုလှေဖြင့်ကိုပြက်လာချိန်၌နေလုံးသည်တက်တီကောင်းသို့မေးခင်၍နေလေပြီ။ဒီစိတ်မှာရက်သက်ကြိုးဆောင်နေသောရှင့်ကိုတွေ့တော့ညကြီးဟန်အော်သွားခဲ့ရပါသည်။ရန်ပြေကတော့မျက်နှာတစ္ဆာပြုတ်သည်။ညကြီးကအရင်လေပေါ်မှဆင်းကရစ်စီသို့တွတ်တက်ကလေးလျှောက်သွားလိုက်ပါသည်။ရှင်မမလိုကိုလာကြိုတာလား။နှစ်ယောက်သားဘလောက်ပြောလာလဲလို့လာကြည့်တာပါမမရဲ့ခနိုးကနဲ့လူလူရင့်စကားကြောင့်ညကြီးကစိတ်မကောင်းဖြစ်သွားမိပါသည်။ရန်ပြေရွာကိုခဏအလဲလိုက်သွားတာလေ။ဘာစိတ်ဟိုတော့မှားခဲ့သေးတယ်။ရှင်ဒီနေ့ပြန်မပြန်ရောက်မယ်ဆိုတာလည်းမသိလို့ရှင်ရှိရင်တော့ကိုလည်းမလက်ရှင်လောက်ဘူးထင်လို့မမတို့ကတာသွားလိုက်တာ။မသိပါဘူး။ရှင်မရှိတဲ့အချိန်ကိုရွေးပြီးသွားကြသလားလို့ပါ။ဟဲ့ရန်ပြေနင်ကလည်းအင်းကားလို့ကိုတခြားမလုပ်ဘူး။ဟာရှိရှောက်လဲစင်နေတော့တာပဲ။ခိုင်းစရာရှိလို့တဲ့အမေကနင့်ကိုမျှော်နေတယ်။မြန်သွားလိုက်အောင်။ရှင်ကရန်ပြေကိုခက်ဆက်ဆက်လှမ်းပြောတော့ရန်ပြေကခုလုံးမြန်မပြောပဲစပင်းရထားသည့်ဘက်ကိုပြည့်တက်သွားနေသည်။ရန်ပြေမျက်နှာမြင်မြန်သွားတာကိုမြင်လိုက်သဖြင့်ညကြီးစိတ်မကောင်းဖြစ်ရသည်။ရှင်ကမတော်သေးပဲလက်ပိုက်လျက်ညကြီးရှိမှပြည့်ရဲ့ညကြီးကိုခြေဆုံးကောင်းကြည့်လိုက်ပါသည်။မမတို့ကတော့နော်ကိုတန်ငယ်တဲ့မောင်လေးနဲ့တွဲရှိနေရတော့ရှင်းစွာတက်ကိုနှုတ်ပြနေတော့တာပဲ။အရှင်ဘလို့ပြောလိုက်တာလဲ။ကြားလိုက်ရသည့်စကားကညကြီးတစ်ကိုယ်လုံးကိုထုပ်ပူရှင်းရွေးသွားစေပါသည်။ညကြီး၏ပါနှစ်ပတ်လုံးတရှိန်ရှိန်ရွေးလာပါသည်။ရှင်ကခနဲ့ပြုံးလေးတစ်ဆက်ပြုံးလိုက်ရင်မမကလည်းတစ်ခါပဲကြားလိုက်ရလို့မဝလို့နောက်ခါခက်ကြခြင်းသေးရလား။ရှင်ချက်ပြုတ်ပြရအောင်မလား။မမကတိတ်မြပြူတာပဲလို့လေ။ရန်ပင်နဲ့ရွယ်တူးလို့ထင်ရလာအောင်ကိုမြပြူတာ။ဟင်မနကိုဘလို့စကားတွေပြောနေတာလဲ။ရှင်မီးကမမနဲ့စစ်ရှင်မနဲ့ချစ်လာတဲ့မမရဲ့မောင်လေးပဲ။မောင်လေးရှင်ကနေကုန်းလေးပြင်၍ဒီတို့ရေရွရင်ကုန်းတုံလောင်ပြောင်းတော့ညကြီးအံ့ဩဝမ်းနေရပါသည်။ဟုတ်တယ်လေရှင်ရှင်မီးကမမတော်တော်မောင်လေးတယောက်ပဲ။သူကလေးဘွားတွေကသူ့ကိုဆောက်ရှောက်ရမယ်ဆိုတဲ့စင်မျိုးပဲဘယ်မှရှိခဲ့လေရှင်။မောင်လေးတွေနဲ့ကာဝါယူမနေပါနဲ့မမရဲ့။မမကမောင်လေးဆိုပြီးကျူဆက်ရွရနေတာတွေကလူပြိုပေါင်းလေးတယောက်ကိုဖျောင်းနေတယ်လို့ဖြစ်နေတယ်ဆိုတာရောမမသိရဲ့လား။ခုချိန်မှာရန်ပြေးကမမပေါ်မျိုးသားတော့ဘူးဆိုရင်မမဖြစ်တဲ့ရန်ပြေးပြမဟုတ်ဘူး။ရစ်စကလုံးလေးအောင်မှညကြီးဆုံးအားသွားခဲ့ပါသည်။ကျုပ်တည်းရဲ့မိုးချမိမလို့စိတ်တော့သွားပြီးမှချက်ချင်းပြန်ထိတ်လိုက်ရင်စိတ်မလုံးလေးကိုတက်တက်ဆက်ကြည့်လေတိတိငင်ငင်ပင်ပြောလိုက်ပါသည်မမအတွက်ရန်ပြေးကမောင်လေးတယောက်တည်းဆိုတာမပူဘယ်တော့မှလေးပူလာမှာမဟုတ်ဘူးနောက်ထပ်မမတိတ်ခါကိုစောကားရဲ့စကမ်းမျိုးမပြောမိစေပါနဲ့ရှင်ညကြီးကရင်ကိုပြောပြရနဲ့ကမ်းမပေါ်သို့ခတ်တက်တက်ရောက်တက်လာခဲ့သည်ရက်ထားခဲ့သည်စပိန်ကိုယူပြီးရင်းထွက်လာချိန်တွင်ရှင်မက်တစ်ခုလုံးစွတ်နှင့်မွန်ကြံနေသည်ရန်ပြေး၏ဘဝတွင်အဝမ်းနဲ့ဆုံးနေရအများကတော့ကျုံးတီဒီမှာပြန်လာပြီးနောက်ပိုင်းရများပင်ဖြစ်လေသည်မမကအံ့ဩစရာကောင်းလောက်အောင်ပင်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါသည်ဝမ်းနဲ့စရာကောင်းလောက်အောင်ပင်သစိမ်းဆန်သွားခဲ့သည်အရင်တုန်းကမမနဲ့စကားပြောရတဲ့အတိုင်းအဝေးမှလှမ်းကြည့်လိုက်တော့အချီကလေးတစ်ချက်နဲ့ပင်နှွေးထွေးခဲ့ရသည်အခုတော့မမနဲ့အချစ်ဆုံးဖို့ကိုပင်ခက်ခဲနေရပါသည်သူ့ဘဝသည်ချက်ချင်း၆တွေ့သွားသလိုခံစားရသည်အတိတ်ပဲမဲ့သွားသလိုညှော်လင်းချက်မဲ့သွားသလိုလိဟာနေသည်မမကလို့ဒီလိုပြောင်းလဲသွားတာလေမမရဲ့ပြောင်းလဲမှုကသူ့ဘဝကိုဟိုင်းတပူးထန်လာစေသည်ကိုထင်သည်မမရဲ့စိတ်သက်မှုအောင်မှာသူ့စိတ်သည်မတင်မငြိမ်ရှိရသည်အချမ်းနဲ့တူရှိနေသည့်တိုင်မမကိုလွမ်းရသည်ယနေ့သမင်းစားချိန်တွေမှာမမရှိနေသည့်မိဖို့ချောင်းဘက်ကိုကူးသွားတော့လဲမမနဲ့မတွေ့ရချေဒေါ်စိန်မမပြောကြောင်မလို့ဘူးလားသူဒေါ်စိန်ကိုမေးတော့လဲဒေါ်စိန်ကသူ့ကိုမျက်ကုံးပင်ကြည့်ရင်ငါလည်းမင်းကိုမေးတော့မလို့ပဲမင်းမမအားလို့မျိုးကြောင်မဝင်တော့တာလဲကျွန်တော်မသိဘူးအလို့ယုံဘက်ကောမလာဘူးလားမလာဘူးတခုခုတော့တခုခုပဲကိုတလောမင်းမမမျက်နှာလည်းထိတ်မကောင်းမင်းမမလည်းမဟုတ်ပါဘူးမင်းမျက်နှာလည်းမကောင်းဘူးသူတပြင်းချလိုက်ရင်မိဖို့ကြောင်ဘက်မှာတင်ထွက်လာခဲ့ပြီအမှန်တော့ဒီချန်ကြီးရဲ့မှာဒီမိဖို့ကြောင်လေးနေရာတနေရာကသာစံပြေးညက်ဂျာကျေးယုံတို့ဤကင်းလွန်နေမိလေးတစ်ခုဖြစ်ခဲ့တာပဲဒီနေရာလေးမှာမမခုချွေးတဲ့သမင်းကိုစားရင်မမနဲ့ရင်းနှီးနှီးစကားပြောရရတယ်ကျုံနဲ့စပိုးရဲ့ကြော်ပေးပါဟိုတောင်းဆိုလို့ရတယ်မမနာထိုင်ကမကြီးရတင်ပေးလို့ရတယ်ဒီနေရာနဲ့အလယုံကအနည်းဆုံးဖြစ်လေရာအလယုံပမအလလုံးရင်ကပဲမမကိုလက်မြော်ကြည့်လို့ရသေးသည်အခုတော့မမကဒီနားလေးကိုတောင်မလာတော့ဘူးကြလား
ရုံတော်ရုံမြန်ချင်းတွေမှာမမကိုလက်ခနဲ့မြင်လိုက်ရမျိုးတော့ရှိပါသည်အရှိပတ်ဆိုင်ငံတွေထဲမှာဈေးဝင်ရောက်ပေးနေတတ်တာကိုလည်းတွေ့သည့်အခါတွေ့ပါသည်သို့တော့မမမျက်နှာသားကတီလုံးတစ်ဖြင့်သူမမကိုစကားတောင်းပြောရဲပြီဒါလို့နဲ့မမအတွက်ရုံးလက်ကောက်ကလေးကို44တဲ့မြောက်တုတ်ပြီးနောက်တရဲ့အကြားမှာဦးလေးနဲ့အတူတောင်ငူကတစေးတော်တွေကိုလေ့လာဖို့သူကြီးထွက်သွားခဲ့ရသည်ခုတ်ကြီးမှာမန္တလေးကဦးလေးဥက္ကဋ္ဌရှင်လည်းပါသည်ခုတ်ကြီးကအလွမ်းဟူသောခံစားချက်ကိုလက်နက်ဆန်းဆန်းခံစားစေရသောခရီးဖြစ်ခဲ့သည်အလွမ်းစစ်ဖြစ်သည်အရွယ်ရောက်ပြီးမှပထမအဆုံးအကြိမ်မမနဲ့ခွဲခွာရခြင်းဖြစ်သည်တကယ်တမ်းပြန်တွေ့ကြည့်တော့လဲအလွမ်းမှမသိခင်ခလေးဘွားကလေးကအေယာရင်ရဲ့တစ်ပတ်ကန်းကနေပကံမျိုးစီမြုံငင်းရင်မမကိုလွန်ခဲ့ရတာပဲမဟုတ်လားမမအဝေးစီဆောင်ဝဲတော့ဖြစ်သည့်အချိန်မျိုးလုံးကလည်းမမဘယ်တော့ပြန်လာမလဲကိုမျှော်ရင်းလွှမ်းရသည်အခုကတော့မမကိုထားခဲ့ပြီးလာခဲ့ရခြင်းအတွက်နောက်ဆောင်နေလွှမ်းရသည်အလွမ်းဆိုတာကလည်းသူ့ရတာနဲ့သူဖြစ်သည်အလွမ်းမျိုးစားတွေကလည်းညလာပါလားဟုတွေ့ကအံ့ဩရသည်သူကတော့ဒီတစ်ချိန်ကန်စားရတာကအလွမ်းစစ်ပဲဟုတွေ့ခဲ့မိပါသည်သူကြီးဖမီနေမှာမမကိုနှုတ်ဆက်ခြင်းလုံးလို့ဟိုကထွက်လာနူဒီကထွက်လာနူနဲ့လက်ပတ်ချောင်းနေခဲ့ရသည်သူကြီးဖမီမနဲ့မှာဂျုံတော့ဖို့စပိန်နဲ့ထွက်လာတဲ့မမကိုလက်ကနေတွေ့လိုက်ရတော့မှအမောတကောပြေးလိုက်သွားရကမမကျွန်တော်လည်းပြန်ဦးလေးတို့နဲ့ခီးသွားမှာတပတ်ကြာမယ်လာမဲ့တနင်္ဂနွေနေ့နေ့လောက်မှပြန်ရောက်မယ်မမဘာမှအောင်မလဲမမကစပိန်ပေါ်မှာဆင်းလိုက်ပြီးသူ့ကိုကြည့်လိုက်သည်အမူအရာကစိမ့်နေပြီမဲ့မမရဲ့မျက်လုံးတွေကတော့ရွှေမြဲတယ်ဦးလေးကိုလည်းကျူးဆိုင်မင်းကိုလည်းကျူးဆိုင်မမအေးပြောပြောလှတော့လဲရွှေသည့်ထိုစကားကိုရလိုက်သည့်အတွက်သူပြောခဲ့ရသည်ရတော်ကြာမမရဲ့စကားတန်ကိုမကြားခဲ့ရဘူးမဟုတ်လားခီးလန်တစ်လျှောက်လုံးလဲထိုစကားတန်တဲ့ထိုအကြည့်ကိုတတိယနဲ့လွန်ခဲ့ရသည်တပတ်လုံးဦးလေးတို့နဲ့အတူပဲခူးနဲ့တောင်ငူဘက်ကတစေးတော်တွေကိုလေ့လာခဲ့ရသည်တစေးကုန်တယ်တွေနဲ့လည်းတွေ့ခဲ့ရသည်ပြန်ငန်းညမှာတောင်ငူကတစေးကုန်တယ်ရဲ့အိမ်မှာသူတို့အိတ်ကြရသည်ခုံညာကဘုံမရွာပဲလာတာသည်သူအိမ်မပြောသဖြင့်ခြံထဲကကုန်းတန်းလေးမှာထွက်ထိုင်နေခဲ့သည်ခဏကြာတော့ဦးတင်စင်ကရတောင်တစ်ပြက်ပြက်ခဲ့ရင်အိမ်ထဲမှာထွက်လာကသူ့ဘေးမှာလာခိုင်းသည်ရံပြေမင်းလည်းငါ့လိုအိမ်မပြောဘူးထင်တယ်ဂျာတီဦးတို့ကဆက်ကြီးกว่าနော်ဟုတ်တယ်ဦးလေးတို့ခန်းကအဲကွန်ရှိတယ်မဟုတ်လားရှိတော့ရှိပါရဲ့ကွာမင်းဦးလေးကအဲကွန်နဲ့မိန်းနေလို့ပိတ်ထားတယ်သူကအဲကွန်မကြိုက်တာနဲ့ငါအိတ်တက်တာနဲ့တော့ခန့်နေရောဒါနဲ့ဦးလေးတစီတော်တွေကဒေတာကိုတဝက်မှာပဲရှိရလားဘယ်ဟုတ်မလဲကွာရှမ်းပြည်ပဲရောကရကချင်းမွန်တနင်္လာရီနေရာနှံ့ရှိရတယ်တစီပင်ကအင်ကညင်ပင်တွေရဲ့အောက်မှာလောင်းရိပ်ကိုလေးကြီးရတာဆိုတာအင်ကညင်ပင်တွေခုတ်ရင်တစီပင်တွေပါရောပါသွားတာပဲသူတို့ကအညာမှာလဲစိုက်လို့မရဘူးမေပူရင်လေပူတက်ရင်သေးတာပဲရုံးဆိုတာတစိရှိမှလုပ်လို့ရတာကွတစိပင်တွေကိုတခြားတင်းပေးဖို့လဲတော်တော်အရေးကြီးတယ်ဦးလေးဦးတင်ရှင်ရဲ့စကားတွေကိုသူဖတ်သားရတော့သည်ဒေါ်ရဲတို့သွားကြည့်ကြတော့ကလည်းဦးလေးကတစိထုတ်ပုံတွေကိုရှင်းပြခဲ့သည်ဒါနဲ့နင်တို့အောင်သိနေထွက်တော့မယ်ထင်တယ်ထွက်တော့မယ်လို့တော့ပြောတင်ကြတဲ့ဦးလေးရက်တိကျတော့တေချာမသိသေးဘူးမင်းဖြေနိုင်ခဲ့တယ်မဟုတ်လားဖြေနိုင်ခဲ့ပါတယ်ဦးလေးဂုံတွေလည်းပေါင်းခဲ့ခင်ပါတယ်သူကခရရဲပြောတော့ဦးတင်ရှင်ကကျုံလိုက်ရင်အေးဝမ်းသာတယ်ကွာဆယ်အောင်ပြီးရင်မင်းဘာဖြစ်ချင်တာလုံးကွာအင်ဂျင်နီယာလုပ်ချင်တာဦးလေးတို့မန်းလေးမှာအင်ဂျင်နီယာဖြစ်ဖို့တက်ရတဲ့တက္ကသိုလ်ရှိတယ်မဟုတ်လားရှိတာမို့ကွာမင်းပညာတက္ကသိုလ်ရှိရလေမင်းတက်ချင်လို့လားတော်တက်ချင်ပါတယ်တက်ချင်အမှတ်ပင်တက်ဖို့ကွာမင်းတက်ချင်ငါလုံငါလာကွင်းတက်လို့ရတာပဲဒါပေမဲ့နင်းအေးနဲ့အတော်ရဲ့သဘောကဘယ်လိုရှိမှမသိဘူးနော်အတော်တို့အလုပ်တွေဖြစ်ဖြစ်ကျောင်းသားတက်လို့တော့မကောင်းမှုထင်ပါတယ်ဦးလေးရဲ့သူတို့မှကျွန်တော်တို့ဒီရွယ်ထိကျွေးမွေးကြောင်းထားပေးခဲ့ရတာရံပြေကဒေါ်လေးတို့ကျေးဇူးကိုတတိယရင်မမရဲ့ကျေးဇူးလေးကိုလည်းတတိယမိပါသည်မမကသူလာကလေးဖြင့်ရံပြေအတွက်ကျောင်းစာအုပ်တွေစာရေးကရိယာတွေနှစ်စဉ်ဝယ်ပေးခဲ့ဘူးတာကိုသူမမေ့ပါကိုယ်တိုင်တော့ဈေးသိမ့်မကြီးသည့်ချီတဲ့အဝတ်စားတွေသာဝတ်ပြီးမိကအလှပြင်ပစ္စည်းတွေလည်းမဝယ်အသုံးဆွဲလဲချွေတာစစ်စစ်လာသည့်မမသည်သူ့အတွက်တော့နှညောင်းမရှိဝယ်ပေးခဲ့သူပင်ဖြစ်ပါသည်လောလောဆယ်မှာတော့ရံပြေစိတ်ပြီးဝေဝါးရတာနေခဲ့ပါသည်ကျောင်းတက်ချင်းလာတော့လဲမမကိုမခွဲနိုင်တာကတစ်ဖက်ဒေါ်လေးတို့မိသားစုကိုညညာအာနာရတာကတစ်ဖက်နှုံဆွဲလို့တာနေလေသည်
လက်စွပ်ချင်းနဲ့အတူခရီးသွားခဲ့သောရှင်ဖြစ်သည်လက်စွပ်ချင်းနဲ့အတူအိမ်ပြန်ရောက်သည့်နေ့ကမမကိုတွေ့ချင်းဆုံး၍ရှောက်ပွေးမိတော်လဲမမရဲ့အရေးရောင်ကိုပဲမြင်ရပေညနေစာစားဖို့မိဖို့ချောင်းလေးကိုဝင်လာပြီးတော့မှသူသမင်းစားနေကြဇပွဲဝိုင်းလေးပေါ်မှာအဆောင်လေးဖြင့်အုပ်ကားခဲ့တော့ကျုပ်နဲ့စပိုးရဲကြော်ပကံကိုတွေ့လိုက်ရသည်ထိုညနေကသူသမင်းစားရင်ညည်ကြခဲ့ရပါသည်ကျွန်းလက်ကောက်ကိုတစ်စစ်တစ်ချောက်တဲ့တုပ်ပြီးနောက်၃ရက်အကြာမှာတော့ဆင်းနှင်းအောင်စင်းနေထွက်လာခဲ့လေသည်မိုးရေရွာနေသောထုံမနက်ခင်းမှာသူအောင်စင်းကြည့်ဖို့အိမ်မထွက်လာခဲ့သည်သွားကန်သည်မမအခန်းဘက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်မမရဲ့အခန်းတကားကမဖွင့်သည်မမအိမ်နေလုံးလဲထင်သည်ခင်လေးရင်ကတော့ငါရင်သွားနေပြီဟဲ့လို့အော်ကစပိန်အမြန်နှင်းထွက်သွားခဲ့သည်လမ်းတစ်လျှောက်လုံးမှာတော့မိုးတွေခက်ဆိတ်ဆိတ်ရွာကြနေခဲ့သည်ကျောင်းမရောက်ခင်လမ်းတစ်ဝက်ရောက်တော့မျက်နှာချင်းဆိုင်အဝေးမှာနင်းလာနေသောစပိန်တစ်စီးကိုလမ်းမြင်ရသည်မိုးတွေအုံမိုင်းနေသဖြင့်ပထမတော့ဘသူဘဝဆိုတာကိုမသိခွင်မိလာတော့မှမမမှန်းသိလိုက်ရသည်မိုးကအင်ကြီးလေးဝတ်ထားတော့လဲမမရဲ့အင်ကြီးအောင်သားနဲ့စပင်းစားတွေကရေဆိုးရွှဲနေခဲ့သည်သူအံ့အားသင့်နေစဲမှာမမကစပိန်ပေါ်မှအရင်ဆင်းလိုက်သည်သူလည်းဆင်းလိုက်သည်မမကစပိန်ကိုတောက်ပင်မထောက်နိုင်ပဲလွှတ်ချကသူ့စီတို့ပြေးလာသည်မောင်လေးရန်ပြေးမင်းအောင်လေမင်းကုံလုံးငါးပါးခါနဲ့အောင်လေမောင်လေးရဲ့မမအတန်ကပျော်ရွှင်မှုဖြင့်လိုက်လေးကဆစ်လှုပ်ရှားမှုဖြင့်တုံရင်းနေသည်အဆုံးမှာတော့မိုးတန်အဖျားခတ်၍သွားလေသည်မမရဲ့မျက်နှာပေါ်မှာတော့မိုးရီရီလားရဲရီလားမသိရွှဲရွှဲဆို၍နေလေသည်မမကသူ့လက်မောင်းနှစ်ပတ်ကိုအပါတိယဆုပ်ကန်၍ပြောခြင်းဖြစ်သည်သူနှင့်မမကြားမှာကာလတန်ကြာရှိခဲ့မှုသည့်သသိန်းဆံမှုတွေကိုလည်းဖဲခွာချကပြောခြင်းဖြစ်သည်ဘိုးရင်ကသူ့ကိုချစ်တော်မမလိုပင်ရင်းနှီးလိုက်လဲစွာပြောခြင်းဖြစ်သည်သူငိုပါသည်သူငိုမိပါသည်မမနဲ့အတူပြောရှင်းတုံလို့ရင်သူငိုကြွေးခဲ့မိပါသည်အောင်စင်းထွက်ပြီးနောက်ရက်တွေမှာတော့ခုံလူတစ်ပါးသားပဲပါသဖြင့်စိတ်ကြိတ်ခိုင်နေသောခင်လေးရင်ကိုမမကချော့မော်နေခဲ့ရသည်ပြီးတော့ခင်လေးရင်စူးစမ်းစမ်းမျက်စိတွေအောင်မှာမမကပြန်လည်ငြိမ်သက်သစိမ့်ကြံသွားခဲ့သည်သို့တော့မမစိတ်ထဲမှာသူ့အပေါ်ချစ်ခင်ရွေးမှုအပြည့်ရှိနေတော့မယ်ဟုသိလိုက်ရသဖြင့်သူ့စိတ်တွေလုံခြုံချမ်းမြေ့ပျော်ရွှင်နေခဲ့ရသည်အိမ်မှာသူ့ကိုမမကစကားမပြောနဲ့တစ်ချက်ပလန်တီလိုက်တဲ့မျက်လုံးတွေကတွေ့နေတာပဲအောင်စင်းတွေထပ်ပြီးကလေးကခင်လေးရင်ကသူ့ကိုမကြာခဏစကားဆိုတတ်သည်နေရအလိုသမားဆိုပေမဲ့ဖေတို့ကတာသမီလိုသဘောထားပြီးကျောင်းစာချုပ်ချင်းတွေပေးထားတော့ဂုဏ်ကြီးတွေနဲ့အောင်တာပေါ့ဟုဆိုတတ်သည်ပြီးတော့အေးလေမမကတခြားလက်ထပ်ပြီးစာသင်ပေးနေရကြောင်းလဲပါမှာပေါ့မမရဲ့မေတ္တာတွေပေါ့လေဟုဆိုပြန်သည်တခါတော့လဲဇန်ပြေငါ့ကိုဖျားလိုက်ဖို့ပေးနော်ဟုမမသားဆန်းပျော့ပြောင်းဆိုတတ်ပြန်သည်ခင်လေးရင်အမျိုးမျိုးသောစိတ်ထားနဲ့အမျိုးမျိုးသောစကားလုံးတွေအောင်မှာသူ့အနာဂတ်တွေကတော့ဝေဝါး၍နေလေသည်ခင်လေးရင်တဲ့တူးချွန်စွာအောင်မိသည့်အတွက်ခင်လေးရင်နဲ့တကွတမိသားစုလုံးကိုအားနာရမလားသူမသိပါခင်လေးရင်တဲ့ကြော်လွန်ပြီးသူ့အလုံးတက်ချင်သည့်မိပညာတက္ကသိုလ်တက်ရဖို့ကြိုးစားတင်သလားမကြိုးစားတင်ဘူးလားသူမသိပါမမကသူ့ကိုကြောင်းတက်စေချင်တာလားသူကရောမမကိုခွဲခွာနိုင်သလားသူ့ဘာကိုမှရည်ရမသိပါအောင်လင်းထွက်တဲ့နေ့မနက်ကလမ်းပေါ်မှာသာသူ့အောင်မြင်မှုအတွက်အထူးဂုဏ်ပြုခံခဲ့ရတော့လေညာရုံးတဲ့အချမ်းကြီးထဲမှာတော့သူ့အောင်မြင်မှုကတစ္ဆေလာသည်အားလုံးကခင်လေးရင်ကိုအာနာကသူ့ကိုတည်တတ်တာမချီကျူးရကြအလိုယုံတဲ့ကလူတွေအားလုံးကလည်းတိုးတိတ်တာဝမ်းမြောက်ဆောင်ပြကြသည်ခင်လေးရင်နဲ့ပတ်သက်ပြီးတွေးမိရင်တော့သူစိတ်ရှုပ်ထွေးရတယ်လို့ပြုံးမိသည်သူ့ကိုခင်လေးရင်ချစ်နေသလားလို့တွေးမိခဲ့ပူပါသည်တငယ်ချင်းတချို့ကလည်းခင်လေးရင်ကမင်းကိုချစ်နေတာကွာဟုပြောခဲ့ပူပါသည်သို့တော့အချစ်ဆိုတာဒီလိုမျိုးမှမဟုတ်ပဲမနာလိုဝန်တော်မှုတွေနဲ့တွဲနေတဲ့အချစ်ဆိုတာအချစ်စစ်မှမဟုတ်ပဲကိုအတွက်သားကိုလဘကြီးတတ်တာဟာအချစ်စစ်မဟုတ်ပဲယောက်ျားတစ်ယောက်ကိုတန်းတူလိုမမြင်နိုင်တဲ့တစ်စက်နှိမ့်ချမြင်တတ်တဲ့မိန်းမတစ်ယောက်ထိုင်မှာအချစ်စစ်ဆိုတာလဲကိန်းယုံနေနိုင်ပါမလားသူနာလဲတဲ့အချစ်စစ်ဆိုတာကိုချစ်ရသူကိုကိုတက်ပို့ပြီးမြင်မတင်တဲ့စိတ်ချမ်းမြေ့စေခြင်းနဲ့စိတ်စေတနာမျိုးတစ်ယောက်ပြင်နိုင်ခြင်းပဲဖြစ်ပါတယ်အချစ်စစ်နဲ့ချစ်တတ်သူဆိုတာကိုချစ်ရသူထက်ခြေတလန်ရှိပိုးရောက်နိုင်သည့်အစွမ်းစားမျိုးရှိသည့်အတိုင်းကိုချစ်သူကောင်းမှုအတွက်ဆိုနောက်မှာခြေတလန်စုပ်ကြံနေခဲ့ဖို့လဲမတွတ်ဆုပ်တတ်သည့်သူမျိုးဖြစ်ပါသည်ကိုချစ်ရသူထက်ခြေတလန်ရှိပိုးရောက်ဖို့တက်နောက်ကျနေသူကိုဆွဲခေါ်ပေးဖို့ကိုခြေတလန်တွေကိုအလိုက်တဲ့နှိပ်ပေးနိုင်သူလဲဖြစ်ပါသည်ပကုံးကြီးရှင်ရွေးလျှောက်သည့်အခါသူ့နိုင်ကိုယ်နိုင်ပြိုင်နေဖို့ထက်
သူနိုင်သည့်အခါမှလည်းစိတ်ရင်းနဲ့ခိုင်လေးပျော်ရွှင်ပေးတဲ့ရသူမျိုးဖြစ်ပါသည်ခင်လင်းရင်ထမ်းမှာတော့အဲ့လိုအချက်မျိုးသူမရှာတွေ့ခဲ့ပါသူမရှာပဲတွေ့ခဲ့ရတဲ့အချက်ကြတော့လေအချက်ဟူခေါင်းစဉ်တက်ဖို့ပို့ပင်မဝမရဲ့အာနာမီရသောအချက်မျိုးဖြစ်သည်အပြစ်တစုံတရာရှိသည့်ပမာခက်စားရသောအချက်မျိုးလည်းဖြစ်လေသည်ဒီလိုနဲ့ပဲစိတ်တွေးထွေးပြားကအနာဂတ်ပြောင်းရင်မမအတွက်ရွံ့လက်ကောက်ကိုသစ်ဆွေးတွေတပတ်ပြီးတပတ်တုပ်ရင်သစ်ဆွေး24ချက်မြောက်တုပ်ပြီးနောက်ရွံ့စင်ရွံ့ခွဲစေးသွင်းချိန်သို့ရောက်လာခဲ့သည်ထိုနေ့ကကျွမ်းသားပြီးသွေးမှုန်ကိုအကြီးပြောပေါ်လိကြိုက်ထားသည့်ရွံ့လက်ကောက်ပေါ်မှာသူကကညစ်ဖြင့်ပန်းကနုတ်ကလေးတွေဆွဲနေခဲ့သည်သူဆွဲသည့်ကနုတ်ကတခြားသူတွေဆွဲလေရှိတဲ့ကနုတ်ပန်းတွေနဲ့မတူခြားနာသည်စနေရသည်ပွင့်သည့်လက်စနမျိုးကိုကနုတ်ကလေးတွေဖြင့်ဆက်၍တည်ကားသလိုပုံစံဖြစ်သည်မမနှင့်သူစတွေ့သည့်ပြာသူလမ်းမှာပွင့်သည့်ခွာညိုပန်းကလေးမှစ၍ဆွဲခဲ့သည်ခွာညိုပြီးတော့တဘိုးရဲလာမှာမမနှင့်တူလက်ပံပွင့်တွေကတ်ခဲ့ပြီးတာကိုတတိယလျက်လက်ပံကိုသာရေးခဲ့သည်တပေါင်းလာမှာကမမလက်ခုပ်ထဲကတရဖီပန်းတွေထည့်၍အာရပရနဲ့ဆိုင်ခဲ့ဘူးတာကိုပြန်မြင်အောင်ကတရဖီပန်းပုံကလေးရေးရသည်တကူလာအတွက်တော့ခန်းတော်ပန်းကလေးဖြစ်သည်ကစုံလာအတွက်တော့မမပန်းဖို့ပူပန်းကမှာပေးခဲ့ဘူးသောစကွာပန်းကလေးဖြစ်သည်နေုံအတွက်စပယ်ဝါဆိုအတွက်ပုံမြက်ဝါကောင်ခတ်တာတတလင်းရင်းမှာတရင်ကျို့အတွက်ကတော့ကြာကလေးတစ်ပွင့်ဆွဲလိုက်သည်တစားမုံအတွက်တော့ခွဲပန်းကိုဆွဲကငတော်လာမှာပွင့်သည့်သစင်ကလေးကိုလည်းအနုစိတ်ရေးချရလေသည်တစေးတတ်တုတ်ထားခဲ့ပြီးတော့ရွံ့လက်ကောက်လေးကိုသူ့ခန်းထဲသို့ယူကာတနေ့ချင်းတပွင့်ချင်းအသေးစိတ်ရေးချနေခဲ့သည်လမ်းအားလုံးရေးပြီးလျှင်ဆေးရောင်လေးတွေတင်ပြီးဆေးချောက်အောင်မြေတိုက်ခန်းထဲမှာထားရအောင်မည်ပြီးလျှင်တော့ကဘာပေါ်မှာတကွင်းထဲသာရှိသောသူ့ပန်းတီးထားသည့်ရွံ့လက်ကောက်လေးကိုမမအတွက်လက်ဆောင်ပေးနိုင်တော့မည်ဖြစ်သည်နောက်ဆုံးလက်ကျန်တစင်ခက်ကလေးရေးဆွဲပြီးချိန်မှာသူပိုက်စာပြီးဖြစ်၍မိဘကြောင့်ဘတ်သို့လျှောက်လာခဲ့မိသည်ချိန်ကညနေမှုံပြပြဖြစ်၍ခြံထဲမှာမိတွေလည်းလင်းမလာသေးချေအလုပ်သမားတွေလည်းပြန်သွားကြပြီးဖြစ်၍အလုံယုံဘက်မှလူရှင်တိတ်ဆိတ်နေခဲ့သည်သူမိဖို့ကြောင့်အဝင်သားရောက်လာတော့မိဖို့ကြောင့်တွင်းပတ်စီကဒေါ်လေးတော်များပွင့်ရဲ့အတန်းကိုကြားလိုက်ရသည်ငါချစ်ကြည့်နေတာကြားပြီကောင်းလေးနဲ့ညီညီမကအိတ်ဆက်လွန်နေတာမကောင်းဘူးလေဟိုတခါလဲညနေဆောင်ဆက်ချုပ်ဆိုင်အောင်ဆိုလားတယောက်တည်းသွားတယ်မဟုတ်လားတကယ်ဆိုညီကအမပဲညီတားတင်တာပေါ့ညီကိုယ်တိုင်ကဒီကောင်လေးကိုပါစားပေးလွန်နေတာငါသဘောမကျပါဘူးအေးညီညီမနဲ့ဒီကောင်လေးဘယ်နည်းနဲ့မှနှိစက်သွားလို့မဖြစ်ဘူးဒီကောင်လေးကိုညှိပူသားလို့သာငါလက်ခံထားခဲ့ရတာသူ့စံမြစ်ကိုကြည့်လိုက်ရင်မျိုးရိုးအစင်တိုင်းကခက်နေနေရမဟုတ်ဘူးလားမိဘတွေကလည်းစိမရှိကက်မရှိလင်းယူမရယူဇာတိတာတွေကလည်းခက်ညံ့ညံ့ရမဟုတ်လားငယ်တုန်းကသာခိုင်ကောင်ပင်ပေါ်လို့ကို့အတွက်အဖြစ်ခဲ့ပေမဲ့လူမျိုးကလေးဖြစ်လာချိန်မှာကို့အတွက်ကြားဖြစ်လာနိုင်တယ်ဆိုတာတော့သတိရှိရမယ်သူပညာရေးအတွက်လည်းဒီချိန်ကြီးတောင်းဝင်ယူပေးခဲ့ပြီပဲသူဘက်ကတောင်းဝင်ချင်းနေပါပြီညီညီမရန်ကုန်ကိုကျောင်းသွားတက်မယ်ဆိုပေမဲ့ကိုရင်ရောကိုပြန်လာအောင်မှာပဲလေပြီးတော့ကျောင်းကလည်းချက်ချင်းမတက်ရသေးတော့အိမ်မှာပဲရှိနေအောင်မှာဒီရွယ်ကလေးတစ်ချမ်းနဲ့တဝင်းနဲ့ထားရတာမစိတ်မချပါဘူးအေးတခါညဘက်ကြီးချမ်းထဲမှာသူတို့မျိုးစကားထိုင်ပြောနေတာမြင်နေရစိတ်ထဲဘလို့မှအဆင်မပြေတော့တာရံပြေကိုညီခေါ်လာခဲ့တာဆိုတော့သူ့ကိုဒီမှာဆက်ထားတယ်မထားတယ်ကိုညီပဲဆုံးဖြတ်ပါအေးဒါမဲ့တော်လေးရဲ့ရံပြေကရိုးသားပါလေသူခမရမမရီတားမှတိုးရိုးတန်ကိုကြားရသည်သူမကြားရဲ့လို့တက်ထွက်လာခဲ့ရသည်သူမျက်လုံးထဲမှာတော့မျက်ရည်များဖြင့်ဝေဝါးနေခဲ့သည်ဝေဝါးစေသောမျက်ရည်များကြားကရှစ်ဆက်ရမည်ဘဝခီးလန်းပြပြကိုမြင်ရနှုတ်ဖြင့်သူရှာဖွေနေခဲ့မိသည်သူ့အတွက်ဘာလုပ်ရမလဲသူ့အတွက်တော့အမကိုမျက်နှာမငယ်စေခြင်းပဲထုံညာမှာလောကနန္ဒဖျားရဲ့တကဘာပေးအုတ်ကုံလေးပေါ်မှာသူကြားကြီးတွားထိုင်နေခဲ့မိသည်ညအမောင်အောင်မှာသူ့ရွာကလေးကျွန်းတင်ကြီးကိုလမ်းမမြင်ရတော့လဲတက်ကြီးရောင်ပေါ်ကမိဖို့လက်လက်ကလေးကိုမြင်ရသည်တရားကုန်းကြီးအခြေထိမြင့်တက်လျက်ဝဲကတော်ထိုးကစီးစိမ်ရိုက်ခတ်နေသည့် AR ရဲ့အတန်သည်ညအမောင်အောင်နဲ့ခက်မဲမဲဖြစ်ပေါ်လာလေသည်ရွှန်လက်ကောက်လေးကိုနောက်ဆုံးစစ်စစ်အောင်တွန်းပြီးချိန်မှာတော့သူ့ဘဝအတွက်ဘာလို့ရမယ်ဆိုတာကိုရံပြည်အေးကစဉ်းစားဆုံးပြန်နိုင်ခဲ့ပြီဖြစ်သည်ညယွန်းတဲ့ချန်ကြီးထဲမှာသူမထွက်ခေါင်ငင်းတဲ့ရမှာလောကနန္ဒဘေးကအတက် AR မြစ်ဘက်ကခုံနှန်းလေးတွေငါမှတွေ့ဖို့မမကိုသူတောင်းဆိုခဲ့သည်သူချိန်ဆိုသည့်နေရာကိုရောက်လာသည့်အတွက်မမကိုသူကျေးဇူးတင်ပါသည်။နို့မို့မမနဲ့မခွင်းမီသူ့ရင်းထဲကစကားတွေပြောခဲ့ဖို့တော့ခွင့်ရရမည်မထင်ပါ။ဥပဝဲမှာထိကလေးဆောင်ပြီးမ
တကယ်တွေကိုနှိမ့်တက်လာတဲ့မမကိုသူ့လမ်းမြော်ရေးဆောင်နေခဲ့သည်မမကအပုနတို့ကလေးတွေပါတဲ့အစိမ်းရောင်လုံးကြီးနဲ့အဝါရောင်နေမအင်ကြီးလေးဝတ်ထားသည်သူငယ်လေးကနေဘူးနေချတလင်းကျက်သီးလေးတွေနဲ့အင်းကျက်သီးကရင်တွေမှာတက်ထားသည်မမကိုမြင်ရတာပြစနေရန်သည်ပုတ်ပတ်ဝါဝါစောက်ဝါဘန်းကလေးနဲ့တူသည်တပြစ်တာတော့နောက်ရသည့်တိုင်ပုံငုံမလာသည့်တိုးတိတ်လုံးနာသည့်စကဝါတန်းကလေးသူရနံကတော့အမွှေးတကြိုင်ကြိုင်ရှိလာသေးသည်ကျန်ပြေဒါရေးကြီးပြောကြရှိလို့လေဟင်သူနဲ့မနေ့ချင်းဆိုင်ရမ်းမိချိန်မှာမမကသူ့ကိုမေးရင်တစ်ထင်းကထီကိုသူ့ဘက်သို့တဝက်တို့၍စောင်းပေးလိုက်လေသည်အရင်လိုနှွေးထွေးမြဲပါပဲလားမမရဲ့ပြုံလိုက်တာလေးကတကူးကရဲ့လို့မဟုတ်ပဲသူ့လိုချင်းပါနေတယ်လို့တတောင်တတရှိသည်ရန်ပြေဆိုတဲ့ကောင်ကလေးဟာမမအတွက်တော့အမြဲတမ်းကျင်းနာငဲ့ညာစရာစောင့်ရှောက်မှုလိုအပ်တဲ့ကောင်လေးတယောက်ပဲလားဒေါ်လေးတံပြောင်းပွင့်ရုံညင်ဖျားပဲဘူးတွေခံရတာတော့ရန်ပြေကိုပါတခုံးမှညဉ့်ညင်စကားမဆိုပဲရပောင်းများစွာတိတ်ဆိတ်ပင်ကြီးခဲ့တော့မမကိုသူကျေးဇူးတင်ရပါသည်ကျွန်တော်မနှက်ပြန်တရားထွက်သွားတော့မယ်မမသူ့ကိုချင်းနေသည့်မမမျက်လုံးတွေထဲမှာမျက်ရည်ကြီးကလေးတွေပြည့်ကနေဝမ်းလာသည်မှာအပမမကထုံလုံးခံလို့တရားပါကျွန်တော်ကိုဦးလေးဦးတန်ရှင်ကူညီခဲ့တာပါမမကျွန်တော်မန်လေးပြည်ပညာတက္ကသိုလ်မှာပြပကျင်နေရပါတာနဲ့ကျောင်းတက်ခွင့်ရတယ်။ဦးလေးဦးတန်ရှင်ရဲ့အဆိုင်ဖွင့်ထားတဲ့ဟိုတယ်ကမှချိန်မှန်းလုံးလုံးရင်ကျွန်တော်ကျောင်းတက်မယ်။ကောင်းလာပေါ်မောင်လေးမမဝမ်းသာပါတယ်။မမကသူ့ကိုပြောရင်းလေဝင်းမှာဆွဲထားတဲ့ရွှေစဲကြိုးကလေးကိုဖြိုးလိုက်ပါတယ်။ပြီးတော့ပိုဆွဲကြိုးကလေးကိုရှေ့သို့ကမ်းပေးလိုက်ရင်ဒါလေးယူသွားမောင်လေး။ဒါမမရရလာတာနဲ့ဒါလေးတို့ကူလို့ရတဲ့မုံဘိုးတွေစုပြီးမင်းတက္ကသိုလ်တက်ချိန်မှာလိုအပ်ရင်ပြီးတော့ရအောင်လုပ်ထားရဲဆွဲကြိုးပဲရွှေသီးနဲ့လုပ်ထားတော့တမိုးတက်တာပေါ့မမကရွှေလေးပါတွေမကြိုက်ပါဘူးပတ်စံဆိုသလိုဖြစ်အောင်သာလုပ်ဝတ်ထားရတာသူ့ရှိမှာလှုပ်ရမ်းနေသည့်ရွှေဆွဲကြိုးကလေးကိုကြည့်ရင်သူချုံပွဲချမိုးချင်းလာပါသည်ရော့လေယူပါမောင်လေးရဲ့နင်းမယူသွားရင်မမကမင်းအတွက်ခုမှလုတ်ပိနိုင်တာမရှိဘူးဆိုပြီးစိတ်မကောင်းဖြစ်ကြင်ခဲ့ရလိမ့်မယ်မမကသူ့လက်တစ်ဖက်ကိုလမ်းဆွဲကရွှေစဲချက်ကလေးကိုလက်ထဲသို့ထည့်ပေးလိုက်ပါသည်ရန်ပြေဘွားအတွက်တော့အလုံးစုံလုပ်ပေးနိုင်သူကဘာတပူးမှလုပ်ပေးနိုင်တာမရှိဘူးတော့တွေးတယ်လေလားမမရဲ့မမကရှိုးရလွန်ပါတယ်မင်းကကနာရပင်တွေလိုပဲခက်ခဲတဲ့နေရာမှာတော့အမြဲဝေးစစချစ်တဲ့နာမည်ဆိုတာမမယုံနေဒါပေမဲ့တကူတော့ရှိတယ်ကနာရဆိုတွေလိုတော့ချားသူတွေကိုထိခိုက်နာခြင်းစေတဲ့အထိအစိတ်မပင်းစင်နေမှမလို့သူကညင်သားစွာကောင်းရင်ပြမိသည်သူစိတ်ထဲမှာတော့စစ်ချပါမမဟုထပ်ထပ်ကလေးတွေပင်းနေမိသည်တကယ်တော့ဘွားဆိုတာတခြားတော့စားထားလို့ရတဲ့အရာမဟုတ်ဘူးမောင်လေးရဲ့တရားခိုင်မာလာပါပြီဆိုတော့မမတို့ရဲ့တင်နေတဲ့ကဘာကြီးရအလင်းလို့လိုပဲဖြစ်ဖြစ်ခြေတိုက်သားလိုပဲဖြစ်ဖြစ်ကွဲနိုင်အနံ့ထေးတာပဲမဟုတ်လားဒီဘွားဆိုတာလဲအဆောင်မျိုးရချောင်းပင်နိုင်အနိုင်တာပဲလေအကြောင်းတုံးကြောင့်တဲ့သွားအပ်သွားရင်လေဒါကဖြစ်လိဖြစ်တာရှိတာပဲလို့တွေးလိုက်တော့တိမကန်စားရတော့ဘူးပေါ့မမကသူပြန်စားချက်တွေကိုအလုံးစုံတင်ရတယ်လို့ပဲညံသာတော့နှစ်သိမ့်စကားကိုဆိုရင်ပြင်းထန်သောအမြတ်တစ်မျိုးလည်းဖြစ်စီပေးခဲ့သည်လူတရားရဲ့တန်ဖိုးဆိုတာမျိုးရိုးစင်တန်းပေါ်မှာမမိုတီဘူးမောင်လေးရဲ့ဒီပါရဲ့အစင်တန်းကိုချီးပြီးတော့လဲတာသမီးရဲ့တန်ဖိုးကိုပုံတည်သတ်မှတ်လို့မရဘူးကိုယ်တိုင်အပြုမှုကိုယ်တိုင်စိတ်သက်တွေကပဲကိုယ်အစင်တန်းကိုသတ်မှတ်တာပါကိုမိဘမျိုးရိုးအစင်တန်းကနေငယ်ရင်တော့ကိုကစပြီးမျိုးရိုးကိုနင်းမြင်မှမှချစ်တိဆောက်လို့ရတာပဲဆိုတာကိုမင်းကစတင်လိုက်ပါမောင်လေးချင်းမြတ်တဲ့မျိုးရိုး AR ရဲ့ရေးစီတန်သည်ပို၍ကြလာငါတီးဖို့ထင်သည်မိုးတီတပွဲပွဲဆွေတဲ့ဤတွင်နေသည့်မျိုးလုံးနှစုံကတော့ဆွဆွလို့နေခဲ့ရသည်မျိုးရိုးဆိုတာကိုကစာပြီးဖြစ်စီလို့လည်းရသလိုကိုကစာပြီးဖန်တီးလို့လည်းရတယ်မောင်လေးဥမာပကံကိုကြည့်ပြီးမရိုညီမဆိုတဲ့မျိုးရိုးဟာချင်းမြတ်လာပါလားလို့ထင်ကြီးခံရပေမဲ့မရိုခိကစားပြီးမရိုညီမရဲ့စိတ်ဓာတ်တွေအသိဉာဏ်တွေဤကျွေးနေချသွားခဲ့ရင်လေနောက်တစ်ချိန်ကျရင်အထင်ကြီးစရာမရှိတဲ့မျိုးတစ်ခုဖြစ်သွားနိုင်တာပဲမဟုတ်လားအသက်42နှစ်အရွယ်ကကြီးသူမလေးလိုဆုံးမတရားဆုံးနေသည့်မမကိုသူမျက်နှာစွာနေချင်နေမိသည်မမရဲ့စကားလုံးတွေကသူ့နှလုံးသားကိုအမြဲပင်နှောက်ဖွဲ့လွှမ်းမိုးထားနိုင်ပါလိမ့်မည်ထိုနှောက်ဖွဲ့ခြင်းကပင်သူ့ဘဝကိုလမ်းကြောင်းမှန်အောင်တည်မဲ့ပင်နိုင်လိမ့်မည်မင်းလည်းမင်းကောင်းအောင်သွားပါမမကိုပြန်လည်မရှိပဲမင်းပြန်တဲ့တည်းမြင့်မြင့်ပြတ်ပါမင်းနာမမမရှိပေမဲ့မင်းအောင်မြည်ရတဲ့နေရာတိုင်းမှာတော့မမရဲ့ကြွရှင်မှုရှိတယ်မမကိုပြန်မလဲခြင်းနဲ့ဆိုတာတော့ဖြစ်နိုင်မှာဘူးကျွန်တော်ရဲ့ကြွရှင်မှုကမမရှိတဲ့နေရာမှာခြိုင်ခဲ့တာလေ
မမကိုပြန်လှမ်းကြည့်ကျွန်တော်ပြောရှင်ကိုကျွန်တော်ပြန်လှမ်းကြည့်တယ်လို့ဖြစ်နေတော့မှာပေါ့မမကနှုတ်ဆက်သွားကသူ့ကိုငေးကြည့်ရင်ကစိတ်အားတင်လိုက်မိကျွန်တော်အမြင်ကြီးကိုပြန်နိုင်တဲ့အထိမမကျွန်တော်ကိုဆောင်ပါလိုက်ချင်းကြရင်ကျွန်တော်ပြောရှင်ကိုကျွန်တော်ပြန်လာခုံမယ်မမကိုကျွန်တော်ပြန်လာခုံမယ်မမကပြုံးပါသည်မမပြုံးကကလေးတယောက်ကိုနှစ်ကြိမ်ကြည့်အပြုံးမျိုးဖြစ်သည်ထိုပြုံးအောင်မှာသူရုတ်တရက်စိတ်လွတ်သွားခဲ့ရပါသည်မမကိုကျွန်တော်ချစ်တယ်အေးမမလေးချစ်ပါတယ်မောင်လေးရဲ့မင်းကိုချစ်လို့ပဲမင်းကလေးရွယ်ရနေမင်းနဲ့သူအိမ်ထိခေါ်သွားခဲ့တာပေါ့မမကမဆင်မတော့ဖြေတော့သူငိုချင်းသွားခဲ့သည်မမရဲ့မျက်လုံးလေးကအားနာစရာကောင်းလောက်အောင်ဖြူစင်မောင်းခဲ့သည်သူကငိုချင်းစိတ်ဖြင့်တုန်နေလာခဲ့ပါကျွန်တော်ကမမကိုလက်ထက်ချင်တဲ့အထိချစ်တာဟာကမ္ဘာလောကကြီးတစ်ခုလုံးရုတ်တရက်စိတ်ငြိမ်သွားသလိုပဲသူနားတွေဦးကဘာကုံမှမကြားရတော့သလိုသူ့ပူလျက်မျက်လုံးနဲ့ပင်ပြောင်းဝေးလာခဲ့သည်မင်းမဖြစ်မှနဲ့မမအတန်ကဝဒအတန်ဖြင့်တုန်ခါနေသည်သူ့မျက်လုံးလေးကိုဝိဆာပစ်လိုက်မိသည်သူ့ဘာတစ်ဖက်အနေထူသွားတာကိုသိလိုက်သည်သူ့မျက်လုံးလေးဖွင့်ကြည့်လိုက်တော့မမကနောက်သူခြေတလန်းဆုပ်ပြီးမမမျက်လုံးထဲမှာရှင်းရုံတုံလုံးမှုပဲမယုံကြည်နိုင်ခြင်းတွေပြီးတော့စိမ့်ဆန်မှုတွေထိုကြည့်တွေကသူ့ကိုတက်လိုက်ပါသည်ချစ်တာအပြစ်မှမှုတာပဲမမရဲ့မင်းစမပြောနဲ့တော့ရန်ပြေမင်းပကံကိုလည်းဘယ်တော့မှပြတ်မလာနဲ့တော့အရှိကိုလည်းဘယ်တော့မှရောက်မလာနဲ့တော့မမကသူ့ရှိမှစာကနေထွက်ကလေကားတစ်တွေအတိုင်းပြေးစင်သွားသည်သူမနောက်သို့ပြေးလိုက်လာခဲ့သည်မမကျွန်တော်ပြောပြရစေရောငါဘာမှမကြားချင်ဘူးရန်ပြေမမကျွန်တော်မှမကြားချင်တော့တာဆက်မပြောတော့ပါဘူးကျွန်တော်မမအတွက်လုပ်ထားတဲ့ရွှန်းလက်ကောက်အကြောင်းပြောမလို့ပါဒီနေ့မမကိုနှုတ်ဆက်ရင်ရွှန်းလက်ကောက်ကိုကျွန်တော်ကိုယ်တိုင်ဥပေးခြင်းနဲ့စေးသိမ့်မဆောက်သေးလို့မြေတိုင်ခန်းထဲမှာထားခဲ့ရတယ်နောက်တစ်ရက်နှစ်လောက်ဆိုရင်6ပါပြီမြေတိုင်ခန်းတောင်မတောင်ကရွှန်းစိုးတွေချမှာကျွန်တော်ထားခဲ့လို့အဲ့ဒါကမ္ဘာပေါ်မှာတကွင်းနဲ့ရှိတဲ့လက်ကောက်ပဲမမအတွက်ရည်ရွယ်ပြီးများစွာလုပ်ခဲ့ရပါကျေးဇူးပြုပြီးကျွန်တော်ကိုမချစ်ရင်တော့ကျွန်တော်အချစ်ကိုအပြစ်လို့မတတ်မှတ်ပဲအဲ့လက်ကောက်ကလေးကိုတော့ဟုတ်ပေးပါမမကရှေ့မှပြေးစင်း၍သွားနေပြီသူ့နောက်ဆုံးစကားကိုရဲတန်နှောင်းပေးသွားသည့်အတွက်တော့ကျေးဇူးတင်ရပါသည်တနေ့သောအခါမှာသူ့လက်ဆောင်လက်ကောက်လေးကိုဥစင်ထားသည့်မမကိုကိုယ်တိုင်မြင်တွေ့ခွင့်ရရှိပါသေးသည်အေယာရီကဘယ်တော့မှရဲတန်မနေသလိုသူ့ချစ်တွေလည်းဘယ်တော့မှရဲတန်မှာမဟုတ်ကြောင်းမမကိုပြောပြခွင့်ရရှိပါသေးသည်